Mingalaba yeah. Lai mà con đứt chết, su đứt chết rồi. Mình là bao giờ cái nhà này nhớ ra gì luôn cô biết phiếu chỗ mình là bao cô biết phiếu chỗ bà đi về ra lại bà đi lâu này đấy cú rồi mình là bao rồi Mandalay mà thì nè Mandalay thì nè bị vụ thì trả đó bị lên tiki mình là bao vậy Mandalay thì nè lâu bị vụ rồi thì trả đó bị đây đó mình bị này đi cố rồi luôn nàyပြန်တွေ့ရအောင်မင်္ဂလာပါကျောင်းမြင့်ပွဲလိုက်မယ်လို့ပြောထားတဲ့ညီကူတွေ post လဲတင်ပေးမှာပါအခု live ကနေလဲပြောချင်လို့အဲ့ဒါလေးပြောချင်လို့တက်လာနော်စပြေးချန်ကြီးကျွန်တော်ဟဲဟူးရောက်နေပြီကိုမျိုးမင်းဦးမင်္ဂလာပါဒေါ်ထားမင်္ဂလာပါဆိုတော့အီမိုလီယန်က18ရက်နေ့17လပိုင်း18ရက်နေ့စမယ်တဲ့ဆိုတော့သူက17လပိုင်း18ရက်နေ့ကနေ9ရက်ထပ်ပေါင်းရင်26ဖြစ်မှာဒူလီမင်္ဂလာပါဗျအေးပရီးလုံးပြီးတောထွက်ပရီးလုံးပြီးတောထွက်ဆိုတော့ဒီပုံရ live မယ်ဆိုပြီးကျွန်တော်ပြောထားတဲ့ညီကူတွေမတက်လာကြသေးဘူးဆိုတော့18ရက်နေ့တော့တည်ကြသွားပြီကျွန်တော်ကမန်လေးတင်တန်းကို17လပိုင်းအကုန်လုံးမှစနိုင်မယ်17လပိုင်းအကုန်လုံးစနိုင်မယ်ကိုဝနစုဟုတ်ကဲ့မင်္ဂလာပါစစ်ပြီးပါမယ်ဗျဒီနေ့ပို့ထားတာလား CB ကကျွန်တော် Messenger ကို upgrade တင်လိုက်တာဘယ်နာပြန်ကြည့်ရမှမသိဖြစ်သွားတယ်မကြည့်တတ်တော့ဖြစ်သွားတယ်ဘာကြည့်အောင်ရေးမင်္ဂလာပါကျွန်တော်မန်လေးတင်တန်းကို17လပိုင်းအကုန်လောက်စမယ်17လပိုင်းအကုန်လောက်စနိုင်
sa nai bi lo twi tha de no so ro pwe lai me lu de po ba ji aw lai ma la okay စပြည့်ပင်ဆိုတော့ကျေးဇူးပဲဟိုပုံးလာမှာလားဟိုဟာရောက်ရင်အင်းခေါင်းရောက်ရင်ကျွန်တော်ဖုန်းဆက်လိုက်ရတယ်ကျွန်တော်လမ်းမနာထွက်ယူမယ်ကျေးဇူးကျွန်တော်စပြည့်ပင်စိုက်ချင်နေတာစိုက်ထားတဲ့စပြည့်ကအခုချိန်นี้တထွာမတက်ဘူးဖြစ်တနေ့ကဟုတ်ကဲ့ကျွန်တော်ကြည့်လိုက်ပါမယ်အီဘူလီယန်လိုက်မဲ့ညီကိုတွေ18ရက်နေ့တည်ကြပါပြီကတ်ဈေးကတော့ကျွန်တော်တို့ဝင်ခွင့်ကတ်ရဲ့ဈေးဤထွေးသမီးတို့လိုက်မှာလား18ရက်နေ့တည်ကြပြီနော်ဆိုတော့သူပြင်လို့ရအောင်လို့ကတ်ဈေးကတော့မသိသေးဘူးကတ်ဟောင်းကင်ထားတဲ့လူတွေလဲဘလောက်ပြီးလဲရမလဲမသိသေးဘူးဥလူလေးတို့လိုက်မှာမဟုတ်လားလိုက်မှာဆိုရင်18နှစ်တည်ကြတယ်နော်ကတ်လုပ်ဖို့ကမင်းတန်းကိုပြောထားတယ်မင်းတန်းစီစဉ်ပြီးလုပ်ပေးလိုက်မယ်နော်ကျွန်တော်ကမန်လေးတင်တန်းလေးလုပ်ဖို့ပဲဒါပေမဲ့အီမိုလီယန်ခံသွားတော့အီမိုလီယန်ကလည်းကိုပါပေးရမယ်အပိုင်းလေးတွေနည်းနည်းရှိတာပေါ့ကိုညီကိုတွေပွဲတက်တဲ့နေရာမှာပါတော့ပိုကောင်းတာပေါ့လေနော်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲတွေတုန်းကခေါ်သွားပြီး train မိခဲ့တဲ့လူတွေအခုပြန်သွားရမှာနော်ကိုမောင်အေးရွှေခကြီးမင်္ဂလာပါအဲ့တော့ဦးလူလေးတို့လိုက်မယ်ဆိုရင်မင်းတန့်အဲ့ဒီပါဟိုကျွန်တော်တို့ group ထဲမှာ admin မင်းတန့်ဆိုပြီးရှိတယ်အဲ့ဒီကောင်ကိုနည်းနည်းဟိုကလို့ချိတ်ထားလိုက်ကိုဇော်ဝင်းမင်္ဂလာပါကအတိရှောက်မဲ့ဈေးကအရင်နှစ်ကတော့ကျွန်တော်တို့ဟိုဘက်နှစ်သွားတော့ကတော့3သိန်းခွဲခုတော့ဘယ်လောက်လဲမသိဘူးနည်းနည်းတော့ပူခြင်းလဲပူမှာပေါ့နော်ဆိုတော့ဒီနေ့ဘာတွေသိကျင်တာရှိကြလဲကျွန်တော်ပြောချင်တာကအဲ့ဒါပွဲကြောင်းလေးပြောချင်တာရယ်မန်လေးတင်တန်းလုပ်ဖြစ်တယ်ဆိုတာလေးပြောချင်တာရယ်ကျွန်တော်ကိုရနိုင်မူကြီးတက်မလာဘူးလားမသိဘူးမန်လေးတင်တန်းလုပ်ဖြစ်တယ်17လပိုင်းအကုန်လောက်ပေါ့17လပိုင်းအကုန်လောက်စနိုင်မယ်ထင်တာပဲ18ရက်နေ့အီဘူလီယန်ဆိုတော့အီဘူလီယန်ပွဲပြီးခဏနာပြီးမန်လေးတင်တန်းပေါ့မန်လေးတင်တန်းတင်ရင်မန်လေးမှာကြောက်လေးနည်းနည်းပါလုံမလားလို့မန်လေးပြီးတော့ရန်ကုန်ပေါ့ဗျာနော်မန်လေးပြီးရန်ကုန်ပေါ့ရန်ကုန်ပြစ်ထားတယ်လို့ကျွန်တော်တို့မထားခဲ့ပါနဲ့လို့អော်နေတဲ့လူတွေမထားခဲ့ပါဘူးလို့ပြပွဲကလည်းမသွားလို့မရဘူးလीဖြစ်နိုင်ရင်တော့ခင်ဗျားတို့ပြပွဲလေးတက်ကြနော်ကိုရင်းလေးမင်္ဂလာပါဖြစ်နိုင်ရင်တော့ပြပွဲလေးတက်ကြဘာလို့လဲဆိုတော့ဟိုကျောင်းနဲ့ပတ်သက်ပြီးအမြင်တွေအများကြီးပွင့်သွားဆိုတော့ပြပွဲမှာလှုပ်ရှားတာမလှုပ်ရှားတာကဒါအတပိုင်းနော်ကျွန်တော်တို့တနိုင်ငံလုံးပတ်သွားလို့ပေါ့လေနော်တနိုင်ငံလုံးကလူတွေရဲ့လက်ထဲမှာဟိုကင်ထားဓမြအကောင်းတွေထက်အဲ့ပြပွဲမှာကျွန်တော်တို့တနေရာတဲ့တပုံလေးကြည့်ရပါအဲ့တော့ပညာလည်းအများကြီးရမယ်ပြပွဲမှာဘယ်သူတွေဘာတွေလုံးနေလဲပေါ့နော်ဒါလည်းအများကြီးသိရမယ်ဆိုတော့ပြပွဲမှာလှုပ်နေတဲ့လူတွေဘယ်လိုအလုပ်လုပ်တယ်လဲဘာတွေကိုဘယ်လိုလုပ်နေလဲနော်အဲ့တော့အကြမ်းများဖြစ်တော့ကျွန်တော်တို့ပြပွဲမှာကကိုကျော်စင်ဝင်းရေမင်္ဂလာပါပြပွဲမှာက
Jamia if you buy low jales or company a G lot in a she. Uguna Minglava company G lot in a she, eh? Company engaged in a she. A being answer to Pogliga, the bind the 9 in a she. Pogliga the bind the 9 in Jaro, the Ruji Lumia, General Jagan Ijin can be your thing. And I Jagan Ijin in a low Arabo through Comni Name can be the so Pia Wema Tene Joga, Adiga a Chazon a Cheshi, Pia Wema go Jogo Demes, Adiga a Chazon checker. You say when Zare talk people, not a check. Yamato say 60 people. You say when Zare a Yabayam, Yamato say 60 p.m. Now, Mat Tinlo, Matayam. That's what Yabi Tinuya. A dark onjin, Magonjin, no? So the no job ways or yeah, one epatelu, or young Yonida, say yes, Ugi. Iya, no Jambima Yoras, Madula. So, yeah, way, no Madwagin ladies a house and a pure one, so to Rua, Murane, Darane, Yobine, Kanakana, Muran, Adara. Darkamaru, Jabwe, Buviti Javoti. Jabwe, Jorane, Murane, Dara, Jabwe, my Chichinque. Jabwe, Datanurujaro, Morema Rea, you see the marble walk, or not let in the marble walk, the Luyonga and Miro, Tony, Nabano Mijivina, so Dariati, Tusanam, Hope. General Morema, Alugo, Nisi Lamia, a chainy, Pine, solution, Jabwema Dwaji. Camerudini, two low pinny, New Dan, Atara. Jabwema, Zonobiam, the two Jodia, Atara machine. New Dan Zig, New Dan Colony, ne? New Dan Colony. The two Jodia, Jabwema, the two Jodia. New Dan or Darango, Colony. So, a Piabwe Times Lucy, Muram going, De Lumia. Muram machine, De Lumia, Piabwe. Erali 3 times. The two are Lueni, Murans, Atarans, Murame, Luri Lueni, Murans, Lunet Way, Luye, Tatanet. Ludia, a devil of Shibile, Eddie Yanet. Rather than Muran and Darang, Jovian. Pina of Yolu, Yabwe. See, eh? Pina Deja. Oh, Bama take Turu Piatna, Gizimoma Shimli. That's it, Genobio. Oh, Geno a Jambina and Geno season beam. They may go Tilo Boli. Umojide Minglaba. We done Sawai Minglaba. Go on Joe Tep Minglaba. If Babazi I blown who Camaro, Puela Mamula, secondary teacher, no. The Nepti now go on Jotedu. Go Mojide or Limala. Limas in the Nepina, secondary teacher. Secondary Nigan into the set Choya Niti Tin. Kuye Jimba, so, Tomaru Eddie Biabwe, Dwazi to me. Didn't Murans or a ballet, Atarans or a ballet, Luria, who the two Bolly, the game, who Joe, yes, she's on Zure, Ludi Chu, who Naga. And I Loeni, I don't know, say him up a women's job. Not the two are beauty.
ကြောက်တလုံးကိုမီးထောက်ကြည့်လိုက်တယ်မီးထောက်ကြည့်လိုက်တယ်ဟာအသားရမ်းကောင်းပြီမျိုးရမ်းပဲခေါင်းရမယ်ကျွန်တော်ချောလာမလို့နဲ့ကျွန်တော်ချောလာလို့မေးရမှာနော်ခင်ဗျာကျွန်တော်ပါအောင်ကျွန်တော်ရဲ့ယူပါအောင်မှမမီတာနော်ဆိုတော့တချို့ကအဲ့ဒီကြောက်တလုံးကိုမီးနဲ့ထောက်ကြည့်ပြီးတော့ဟာအသားရမ်းတော့ရနေပြီမျိုးရမ်းပဲခေါင်းရမယ်လို့ဒီလူတွေပြောနေကြတာရှိအဲ့တော့တိတ်လွဲတဲ့အတွေ့တိတ်လွဲတဲ့အယူဆလို့ပြောရမယ်နော်โอเคမာဘူလိုယူခဲ့မယ်ဆိုရင်မာဘူလိုယူခဲ့မယ်ဆိုပြီးသွားပြီနော်အဲ့တော့မျိုးရမ်းဆိုတာဖြတ်မှသိရမှာမဟုတ်ဘူးမျိုးရမ်းဆိုတာကျွန်တော်တို့ကခဲဘွားမှာကလေးကသိရမှာမျိုးရမ်းကိုလည်းခဲဘွားမှာကလေးကသိရမယ်အသားရမ်းကိုလည်းခဲဘွားမှာကလေးကသိရမယ်မျိုးရမ်းနဲ့အသားရမ်းနဲ့ကိုလည်းကွဲအောင်လုပ်ရမယ်ကျွန်တော်ပထမအကြိမ်ပေါ့လေနော်ဖော်ဝမင်္ဂလာပါဗျအေးနောက်ပွဲတွေလိုက်ပြအောင်လုပ်ပေါ့ဗျာနော်လမ်ဘာLAMBOR ဘောက်တကူနော်မင်္ဂလာပါဟော Lamborghini အဲ့လိုလားLamborghini ဆိုတော့သိအဆင်မပြေဘူးတဲ့ဆိုတော့အဲ့ဒီပထမပွဲမှာကျွန်တော်မမတ်ရပေါ့အခုချိန်ဒီမတ်မိနေတာအချိန်ဟိုလောက်ရှိမယ်အချိန်80နဲ့100ပတ်ချလေလောက်ရှိမယ်ကိုနေစင်ထွေးရင်မင်္ဂလာပါ80နဲ့100ပတ်ချလေပေါ့အဲ့လောက်ရှိမယ်ကျွန်တော်တို့ချင်းကြာလူပေါ့ချင်းတုံးကြီးပေါ့ချင်းနဲ့ရင်နဲ့နေနေတယ်ချင်းနဲ့ရင်နဲ့နေနေတဲ့ကြောက်နော်ချင်းနဲ့ရင်နဲ့နေနေတဲ့ကြောက်ကြီးဖြတ်ထားတယ်နှက်ချမ်းပြပွဲမှာတင်လာတယ်ချင်းနဲ့ရင်နဲ့နေနေတယ်ဗျာအသားဆိုတာဟိုနားနဲ့ဒီနားနဲ့ပေါ့လေခင်ဗျားတို့မျက်လုံးနဲ့မြင်ကြည့်အသားကကျွန်တော်တို့လက်ညူးလောက်ပေါ့ကြောက်သားကကျွန်တော်တို့ခြံသားဗျကြောက်သားခြံသားလက်ညူးလောက်အကြောင်းလေးတွေပဲပါတယ်မီးနဲ့တော့ရင်အဲ့ဒီချင်းနဲ့အရင်နဲ့နေနေတဲ့နေရာတွေမှာအသားရမ်းမရှိခါအောက်ပဲခါမမီဘူးခါအောက်ပဲအဲ့ဒီခြံသားနေရာလေးပဲကျွန်တော်တို့ခါမီတာအချိန်80လောက်အချမ်းကြီးအတုံးကြီးကိုချမ်းထားတာပေါ့လေအချိန်80လောက်အတုံးကြီးကိုချမ်းထားတယ်ဒီမျိုးညီလေးမင်္ဂလာပါကျောက်စီကောင်းပြီးဝါစီမှာအကျဲကန်လေးပါရင်ဘယ်လိုင်းတော့တင်လဲဝါစီဆိုရင်တော့ဖြစ်နိုင်ကျွန်တော်တို့ကဆွဲသီးလိုင်းသွားတာပေါ့ဆွဲသီးလိုင်းသွားမယ်အရွယ်တော့ပြန်ကြည့်ပေါ့လေအရွယ်တော့ပြန်စဉ်းစားအဲ့တော့ဆွဲသီးလိုင်းကအတင့်တော်ဆုံးပဲကျောက်စီကောင်းနေဆိုရင်ပေါ့အကျဲကန်နေဆိုရင်ကျွန်တော်တို့ကကြောက်ကကျဲရင်အမြဲပါတာခင်ဗျားတို့အရွယ်ကြီးအပေကြီးတဲ့အထည်တွေပေါ့အဲ့ဒါတွေလောက်ရတယ်အပွင့်တော့သွားမလုံးနဲ့အကျဲကန်ပါလေမရဘူးနော်ဖြစ်နိုင်တော့ကျွန်တော်တို့ဘဘူးလိုင်းသွားတာလည်းကောင်းတယ်ဆွဲသီးလိုင်းသွားတာလည်းကောင်းတယ်နောက်ကျွန်တော်တို့ဝါစီလက်စွပ်တွေဘယ်သူမှမလုပ်သေးဘူးဝါစီလက်စွပ်ကျွန်တော်တို့မောင်းကွင်းပုံစံပေါ့နော်အဲ့လိုလက်စွပ်လေးလှုပ်တင်တယ်အဲ့ဒါကျွန်တော်စဉ်းစားထားတဲ့စိတ်ကူးဗျတနေ့ကျရင်ငါဒီဝါစီလက်စွပ်ဖြစ်အောင်လုပ်မယ်ဆိုတော့ဝါစီလက်စွပ်ဘယ်သူမှတိတ်မလုပ်ကြသေးဘူးဝတ်တာလည်းတိတ်မတွေ့ဘူးနော်ဖြစ်နိုင်တော့ကျွန်တော်တို့ကအလုံးကြီးရင်တော့အဲ့ဒီကျဲကံပါတဲ့ကောင်တွေကပရိလဲလာတယ်ပရိပေါ်ကြရင်တအားလာတယ်အဲ့ဒါနော်ခေါင်ပရိတွေပေါ့ခေါင်ပရိတွေထွက်တယ်ဈေးကောင်းလေးရနေတယ်နော်ဝါစီဆိုရင်ပြောတာမြူရန်တော့ဆိုရတယ်အသားရန်ဘလောက်လန်မလဲအဲ့ဒါဆိုရင်တော့နည်းနည်းပေါ့နော်အဲ့ဒါဆိုတော့နည်းနည်းမှန်တယ်လို့ရှိတယ်အမှန်ကကျွန်တော်တို့ကအသားရန်ဆိုတာကလေမဖြတ်ပဲတဲ့သိရမှာဗျ
အပေါ်မှာကလေးကတိရမှာဒီကြောက်ကဘာရမ်းနဲ့လာတယ်ရမ်းပနဲ့မျိုးလဲရုပ်ကဘာလဲနော်အဓိကကျွန်တော်တို့ကရမ်းကြည့်မယ်ရုပ်ကြည့်မယ်အယောင်ကြည့်မယ်နော်ဆိုတော့ဒီရမ်းနဲ့ဒီအယောင်နဲ့ကလိုက်ဖက်ရလားနော်ဒါ level 2တင်ပြီးသားလူတွေသိတယ်နော် level 2တန်းလူတွေသိတယ်အဓိကကျွန်တော်တို့ကြည့်ရမှာမျိုးရမ်းမျိုးတဲ့ဒီ၃ချက်ပဲကြောက်သလုံးကအသားရန်သိဖို့အတွက်ကမျိုးရမ်းမျိုးတဲ့ဒီ၃ချက်ပိုင်သွားတာလေမျိုးဆိုတာဘယ်လားချွန်လားဟုတ်လားခွန့်လားမောက်လားဘာညာမို့လေငါထုတ်ရင်မင်းဝင့်မယ်တော့မင်းကိုထုတ်ခိုင်းမှာငါဝင့်ဖို့ဆိုတော့အသားရန်လည်းကျွန်တော်တို့မဖြတ်ခင်ကြရသိရမှာနော်ဖြတ်ပြီးမှအသားရန်သိတယ်ဆိုရင်ဒါနည်းနည်းပေါ့ဘယ်လိုပြောမလဲဟိုဖြူးတယ်လို့ပြောရမှာနော်ဟာပါတော့ဆိုတော့ကျွန်တော်ခုနကကျွန်တော်ပြောနေတယ်အဲ့ဒီချင်းကြလူအတုံးကြီးอ่ะကြမ်းခင်းစေးယူရို9000ကျော်တယ်နော်ယူရို9000ကျော်တယ်အဲ့ချင်းကြလူနော်အသားရန်မရှိဘူးတလုံးလုံးချင်းနီးပဲအကြီးကဟိုကြာဒီကြာလိုက်နေနေတာဒါပဲရှိတယ်ကျွန်တော်စဉ်းစားဒီကြောက်ကြီးကဘာလို့ဖို့လဲကွာပေါ့နော်ပြပွဲမှာလာတင်တာပြပွဲကလည်းလက်ခံတာပဲပေါ့ကိုယ်စိတ်တွေကတွေးနေတာဒါပေမဲ့ပြန်စဉ်းစားတော့ဟောဒါကဘာကိုပြတာပဲနော်တို့ရတာလှုပ်ချက်မရှိလို့ဟိုမကြိုက်တာပေါ့ကဘာတော့ကြိုက်လောက်တယ်ပေါ့ကျွန်တော်လည်းတွေးတယ်နော်လောနံပါတ်4တော့ကျွန်တော်မှတ်ထားတာရှိတယ်အဲ့ဒီကြောက်တကယ်စိတ်ထဲမှာဆွဲလန်းဖြစ်သွားတယ်တကယ်ထွက်သွားတာဒေါ်လာ9000ခွဲနဲ့ထွက်သွားတယ်စဉ်းစားကြည့်နော်ယူရို9000ခွဲအဲ့ဒါနဲ့ထွက်သွားလာကောနော်ပေါ်ညိုတဲ့ယူရို9000ခွဲနဲ့ထွက်သွားတယ်ကျွန်တော်ဘလို့မစဉ်းစားလို့မရအောင်ကျွန်တော်ဘလို့တွက်လို့မရအောင်မျိုးရန်ကောင်းတယ်နော်မျိုးရန်ကောင်းတဲ့အတွက်အဲ့ဒီချင်းတွေအကုန်လုံးကမှတ်တင်လို့ရတယ်မှတ်တက်ချင်းနဲ့ရည်တဲ့နယ်နေတဲ့ကောင်တွေအကုန်လုံးကအသားလိုပဲလုံးဝမတ်ကအီဖတ်နေရမယ်မှတ်တက်တယ်ဒါပေမဲ့မီးထောက်ကြည့်ခါမရှိဘူးခါရဲ့အောက်ဟိုးတော်အောက်ကြနော်အဲ့လိုမျိုးချင်းတုံးတော့ပြပွဲမှာရောင်းလို့ရတယ်လူစိတ်ဝင်စားတဲ့ကာလာပါရမယ်မြမကြောက်စိမ့်စစ်ဖြစ်ရမယ်နောက်တစ်ခုခုနကကျွန်တော်ပြောတယ်မြူရန်နူးလို့မရဘူးနော်မြူရန်နူးရင်ခင်ဗျားတို့မန္တလေးကစူတူးပန်ပွဲလိုမျိုးလိုက်ကားတွေပါတွေအုပ်ပြီးတင်လို့မရဘူးနေပြီးတော့ပွဲကလိုက်ကားပေးမအုပ်ဘူးခင်ဗျားတို့အဲ့ဒီအပေါ်မှာဟိုမှတ်တင်ထားတဲ့အပေါ်မှာသူကဆက်နဲ့ထောက်လိုက်မှာကိုခန့်နိုင်လက်ဖေးယူလာလေဟဲဝတီတော့လာပို့ရမှာနော်ဒါမှမဟုတ်ဘိုင်ဘာနဲ့ပို့လိုက်ဗျဆိုတော့အဲ့ဒီလိုက်ကအုပ်ထားတဲ့ဟာကိုဆက်လီနဲ့တင်လိုက်တာနဲ့ခင်ဗျားတို့ကြောက်ကယ်ဆယ်ဖြစ်သွားတော့တခါနော်မရဘူးမျိုးရန်ရှိရမယ်မျိုးရန်ကောင်းရမယ်အသားရန်ရောက်တာမရောက်တာသက္ကန့်ထားလိုက်လူစိတ်ဝင်စားတဲ့ကာလာပါရင်ရပြီလူစိတ်ဝင်စားတဲ့ကာလာပါရင်အဲ့ဒါပြပွဲမှာတင်လို့ရတယ်နော်ပြပွဲမှာလုံနေတဲ့လူတွေအများကြီးပဲပြပွဲမှာငွေအများကြီးမသုံးပဲလှုပ်ရှားနေတဲ့လူတွေလည်းရှိတယ်အဲ့တော့ပြပွဲကိုသွားစီခြင်းတယ်နော်ပြပွဲမှာတချို့ကဟို10လော့ရအောင်ဆွဲတယ်10လော့ရဖို့အတွက်သူထားပါတော့လော့40လည်းဖြစ်နိုင်တယ်လော့50လည်းဖြစ်နိုင်တယ်အဲ့လိုဆွဲမှာအကုန်လုံးတော့သူရမှာမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်တို့ကဟို10လော့လောက်ရခဲ့ပေါ့နော်10လော့လောက်ရခဲ့ရင်အစိုးရကတဘိုးစစ်ပဲခင်ဗျားတို့တောင်းတာတဘိုးစစ်ပေးခဲ့ဥပမာသိန်း100နဲ့10လော့ဆိုရင်1000နော်1000 100တန်း10လော့ဖြစ်တဲ့အတွက်ခင်ဗျား1000ဆောင်ရမယ်တော့ sorry
the town, ne, you young, the sailor. Then me, Suya come out, Lose, the Yave down. Ne? Ah, they don't know any blue hair was on. But lay in it. The Yave come out in beat her. I say, Lord, don't lie the attain. I say, Lord. How do I don't lie to me? San Shararu, Eddie, a yara low, light died, Arubaru, Dari a conluya. No one to do as or Mingalaba, no Bamari with Alemdi. Sir, who yare sailor, Eddie sailor, low, the carretos young low. I tell one to know a large own low to a yin toe. Made it low, again, large con low, and I used to know a yin toe. Tobido, a pima tie. Tabido, Eddie yard person, not her. No law don't know tell you. A pima tie. The two giant, the two of our low laser. The low lone tolare, be in the Gonza. Gonza, young lady, outside China. No. Gonza young me no lorry to today, be a Lorea Gonzari, young outside China. Any low in a tower, don't low Jenny. Conolo Toby, don't low Jenny, so a chamber. Do a hero. Suya, the boozy, Suyajima, Tenare, the boozy go, so can I. Do Miagoabi. A Mia Layare, Gonza young Mia Lemiate, now. Outside Dushima, January. Gucci Minglaba. Udani Minglaba. So Dushima outside Jan. Outside Jan, do I? Eddie outside will suit be in Gonza Daza Shabi. Gonza Tatevido, where up Tatin. Losada in Luebare. Oh, Digaro Zigue by nine movie easier. Every movement in Minglaba. So, Ziguado by Nayame, the two are Eddie Madwa Swede. The Gero to know Poema Swede, Zigua 9 low chet 9 Elu Sway, Elu Muni Sweda. To know what I'm Swede. So they was on Lolose, the nanny and the Balonida, ye. Now, the chamber pina in the Dida, Johnson, Zigua, tail, let it away, Madwadi. Low chet jar, let know, Gene. Dog woman like out he like lower maru, a chatty light over my charge of Pine. Pine to Imuliam, swear look, melody. Imulian, go to not in an hour, not to know Niguri, Toaz in Eluri, Kono, Usong, widow, Kodabide, Umayoi, Peruria, Palote, Di Loga, Umat Kinari Lori here. The Loma Sui, Gonza, Beha, Ausa, Beha, Balu Tweme, Balu Sweme, that is what, oh, Piawema, like Vido, oh, Sunu Bida. Rosero, I look at it. Gongo Minglava. Who peep you on Minglava. So, the Rosero to know I'm a safety, but we were lonely laser, I don't know. Tea. Blue lonely laser, I don't know. Could not know. Take we a mom, I take Tony Ram, you mo. Get low chinese, anyone low luya. Piawema, I'm yai low luya. Tower come out the tall lock in areas, which ye. Don't know, could not be lower. They are say low or each of us will be. Ella really, Kunazo of Dore, Lamborghini. Kunazo of Piapoema, Twigere, Chinjaru. Ella, new rank only, Matte. Goa, Tono, Chin Dine, Chin Parai, Mamma Tedam Ho. The two Jodia, New Gone, Joma Pare Chin. Two Jodis are all. Tom Mugong, Macone Joma Pare Chin. And you quavi dia, to the Chimbare, a papime, a dark on meru, a yiba meru damuri moho. Chimba, Joe Mew Mammy Zura lem holy.
အဲ့ဒါလည်းမာတယ်တကယ်ကကျွန်တော်တို့ကချင်းကြလူဖြစ်နေတယ်ချင်းလုံးကြီးဒါပေမဲ့ကြောင်မျိုးကောင်းတဲ့အတွက်အဲ့ဒီကြောက်ကမတ်တက်တယ်အဲ့ဒီလူမျိုးကြောက်ကိုပရီးလေးတွေထုတ်ဘာမှမတက်เสียအကြောင်းမရှိဘူးနော်မတက်ဘူးဆိုရင်တေးကြတယ်အဲ့ဒီချင်းကမျိုးမကောင်းတဲ့ကြောက်မှာသွားဝင်လို့တကယ်ကြောင်မျိုးကောင်းတဲ့ကြောက်မှာဝင်လာတဲ့ချင်းဆိုရင်ကြောက်သားလို့ပဲနော်ဟိုကြိုက်တဲ့အထည်ထုတ်ကြိုက်တဲ့အလုပ်ကိုလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာမှာကျတော့အဲ့ဒီချင်းနဲ့နယ်နေတဲ့ခုနပြောတဲ့ချင်းကြလူပုံစံမျိုးပေါ့လေအဲ့ဒီဟာတွေကတိတ်ပြီးတော့ဈေးကွက်ရှိမနေဘူးဗျခုနကဇင်မင်းဖြူဆိုတဲ့ညီလေးတွေးလိုက်ကြမယ်ထင်တယ်သူကတော့ဈေးကွက်ရှိတယ်သူချိန်မှာသူကချင်းကြလူလိုက်ရှာနေတာကျွန်တော်အခန်းထဲချင်းကြလူတွေတော့ကုန်ပြီလားမသိဘူးသိလားအဲ့ဒီmomentကြီးကျွန်တော်ရှမ်းပြည်မှာကျွန်တော်18ရက်နေ့မတိုင်ခင်ကျွန်တော်နေပြည်တော်ဆင်းရမယ်ရန်ကုန်ရင်ဆင်းရမလားနေပြည်တော်ရင်ဆင်းရမလားတော့မသိသေးဘူးရန်ကုန်ကနေမှတစုတွေသွားမှာလားနေပြည်တော်ရောက်မှပဲစုံကြမလားပေါ့နော်တခုခုတော့စီစဉ်ရမယ်ဆိုတော့ခုနကကျွန်တော်တို့ပြောလို့ပြပွဲမှာသူများတွေအလှုပ်လှုပ်နေတယ်ကျွန်တော်ညီကိုတွေက online ပေါ်မှာတက်ပြီးတော့နော် online ပေါ်မှာတက်ပြီးတော့ခါးသားလောက်ကိုအလှုပ်လှုပ်နေတယ်သူများတွေကဘောနဲ့အလှုပ်လှုပ်နေပြီအများတို့ကဒီ social media ပေါ်ကနေပြီးတော့ဂျင်းထိတ်ခံနေကြတော့ရှိတယ်ကျွန်တော်တကယ်အားမရအောင်အဲကျွန်တော်အဖွဲ့တွေကျွန်တော်ခေါ်သွားတယ်အင်ပိုလီယန်ထိကျွန်တော်ရောက်အောင်ပို့တယ်ကျွန်တော်ကဗဇက်ကပြောမနေဘူးမင်းတို့အင်ပိုလီယန်ဘာညာပြောမနေဘူးကျွန်တော်ကိုယ်တိုင်လဲသွားတယ်ရောက်အောင်လဲကျွန်တော်ခေါ်သွားတယ်ပွဲရောက်တဲ့အချိန်မှာဘယ်လော့ကဒီလော့ကဒါဘာမျိုးဟိုမှာမင်းကြီးလုံးတော့ငါချင်းကြလူတွေငါမှတ်ခဲ့တာတော့ရောက်မင်းကုံလို့ကတော့မင်းရောရမယ်လားဆိုတော့ဒီလော့ကဘာမျိုးပြီးရင်ဒီလော့မှာဘယ်ချမ်းကောင်းနော်တချို့လော့တွေမှာခေါင်းစားပါတယ်ဟုတ်ပြီကိုကြီးအဲ့တော့တချို့လော့တွေမှာခေါင်းစားပါတယ်တချို့လော့တွေမှာခေါင်းစားမပါနော်တချို့လော့တွေမှာခေါင်းစားမပါဘူးဆိုတော့ပြောချင်တာကလော့တိုင်းပေါ့နော်လော့တင်တယ်လော့တင်တယ်အဲ့ဒီမှာလော့တိုင်းခေါင်းစားပါနေတာမျိုးမဟုတ်ဆိုတော့ခေါင်းစားထားတယ်ဆိုလို့ရှိရင်သူ့မှာကျွန်တော်တို့အောက်ဆဆိုပြီးရှိတယ်ခေါင်းစားနဲ့အောက်ဆတိတ်ဝေးလို့မရအောင်တိတ်ဝေးနေလို့မရအောင်ဝေးလွန်းနေရင်လည်းအောက်ဆအတွက်ဈေးမပြီးကြတော့ဘူးခေါင်းစားကိုပဲတွက်ကြတယ်ဆိုတော့ခေါင်းစားနဲ့အောက်ဆနဲ့တိတ်မဝေးဘူးဆိုရင်ကျွန်တော်တို့ကမလန်းမကန်းဒီလိုတွက်သွားတာပေါ့ဈေးတွက်ကြောက်ကိုတွက်တဲ့အချိန်ကျရင်အဲ့လိုတွက်ရတယ်ဒါပေမဲ့တချို့လို့တွေကြောင့်ခေါင်းမပါဘူးတဘောကဗျာတနေရာကိုတွားတယ်ပေါ့ဥဆောင်သူပါသလားဥဆောင်သူကတိတ်ထက်မြက်သလားဒါဆိုရင်သူ့ရဲ့အောက်ကဒုတိယဥဆောင်တဲ့လူပေါ့နော်တိတ်မလန်းမကန်းပေါ့ဒီလိုမျိုးတွားအဲ့တော့ဥဆောင်သူမပါဘူးဆိုရင်အဲ့ဒီတွားတဲ့လူတွေအကုန်လုံးကအရေးချင်းရှိနေရင်ဥဆောင်သူမလိုတော့ဘူးပေါ့ဒီလိုပေါ့ဆိုတော့အဲ့ဒီလော့တွေမှာလည်းအဲ့လိုပဲကျွန်တော်တို့ခေါင်းစားမပါဘူးဆိုရင်ရှိတဲ့အစပေါ့ဥပမာ8စားဆို8စား10စားဆို10စားအကုန်လုံးကတူအရေးချင်းနဲ့တူကိုစီရှိနေတယ်ဆိုခေါင်းစားမလို့တော့ဒါကကျွန်တော်အင်ပိုလီယန်အကြောင်းနဲ့ရှင်းပြဆိုတော့အဲ့ဒီမှာကျွန်တော်တို့လော့တွေဆွဲလို့ရတယ်ဒီလော့ကဘာလုပ်ချက်ပါတယ်လဲဒါဆိုရင်ဘယ်စည်းပေးတင်တယ်လဲနော်ဆွဲနေကြတာပဲကိုရီမြန်မာနိုင်ငံသားတွေဆွဲနေကြတာပဲဒါပေမဲ့ခုနကျွန်တော်ပြောတယ်ဈေးကွက်မနိုင်ပဲနဲ့တော့မဆွဲနဲ့ဈေးကွက်ကိုမပိုင်ပဲမဆွဲနဲ့ဈေးကွက်မပိုင်ပဲဆွဲတဲ့လူတွေအကုန်၅ပါးမောက်တာပဲနော်အများကြီးဟိုမှာဒီတောင်ပေါ်မှာကိုရှိတယ်နော်ကျွန်တော်အကူတယောက်ဈေးကွက်မနိုင်ပဲနဲ့ဆွဲထားတယ်ပွဲမှာဆွဲတယ်ပွဲမှာပြန်တင်တယ်ဟုတ်ပွဲမှာဆွဲပြီးပွဲမှာတင်တာပြဿနာမရှိဘူးဒါပေမဲ့ဒီ
လောကငါရသွားပြီဒီတိုင်းပြန်တင်မလားနော်ဒီတိုင်းပြန်တင်မလားဒီတိုင်းပြန်တင်ရင်ဟိုကိုပေးထားတဲ့ကိုပေးလိုက်တဲ့ဈေးအဲ့ဒီဈေးကဈေးကြုံဖြစ်နေတယ်ဆိုရင်ထပ်တင်မြတ်ဖို့မရှိဘူးမမြတ်နိုင်ဘူးဆိုရင်ဘာပြန်လုပ်မလဲဥပမာကျွန်တော်တို့မျက်နှာပြန်တင်မလားမျက်နှာကြောက်ကမျက်နှာတင်လိုက်ရင်လည်းရုပ်ပြောင်းသွားတယ်နော်မျက်နှာလေးပြန်တင်မလားဒါမှမဟုတ်ဟိုလှုပ်ချက်ပြန်ဖော်မလားတချို့ကြတော့ကျွန်တော်တို့ဟိုနန်းကြံဟိုအချမ်းကြီးနေတယ်ဆိုရင်ကျွန်တော်တို့ခါပိုင်းပိုင်းနာတို့နော်ခါပိုင်းပိုင်းနာတို့ဟိုလွာချက်လှုပ်ပြီးတာတို့ဒါတွေလှုပ်ကြတာတွေရှိဥပမာထားပါတော့ဟိုသူတို့ကလော့မစီတတ်လို့ခေါင်းစားကိုမဲမဲတဲတဲဖြစ်အောင်မလှုပ်ထားဘူးဆိုရင်ကိုကကိုခေါင်းစားရှာထဲမလားဒါမှမဟုတ်အားလုံးကိုပဲခေါင်းလှုပ်ပြစ်မလားအဲဒီလိုမျိုးကြီးရှိတာပေါ့ဒါတွေလည်းကျွန်တော်တို့ကဟိုပြပွဲရောက်မှအကုန်တိနိုင်တာနော်ဆိုတော့ဖြစ်နေရင်တက်ကြပါဟိုဘာအကြောင်းတရားအကြောင်းတွေမှပြောတာမဟုတ်ဘူးကျွန်တော်အကျိုးစီးပွားလည်းမပါဘူးခင်ဗျားတို့ online မှာပဲဆရာကြီးလုံနေမဲ့အစားနော်ပွဲတက်လိုက်တိသွားအောင်ကျွန်တော်ရန်ကုန်အဖွဲ့တော်တော်များများပွဲတက်ဖို့ခေါ်သွားတယ်နော် online မှာလုံးဝဆွဲချလို့မရတဲ့လူတွေအင်ဗိုလီယန်ရောက်ပြီးပြန်လာတာနဲ့ခင်ဗျားတို့ online မကြည့်တော့လုံးဝမကြည့်ချင်တော့ဘူးမင်းတို့ online အကြောက်တွေနေခဲ့ကွာဖြစ်သွားတာနော်ဒီနေ့ကျွန်တော်တို့အင်ဗိုလီယန်မှာတကယ်အလုပ်လုပ်နေတဲ့လူတွေကခင်ဗျားတို့ online ပေါ်ကအကြောက်တွေကိုစိတ်ဝင်စားရတယ်လို့ထင်လားစိတ်ဝင်စားဘူးတကယ်အလုပ်လုပ်နေတဲ့လူတွေကစိတ်ဝင်စားဘူးနော်အဲ့တော့ကျွန်တော်တို့ဟိုပွဲကနေပြန်လာပြီဆိုရင်သိကြတယ်ဟိုပွဲတွေမတွားနိုင်သေးလို့ online မှာခဏတစ်ဖြုတ်လုံနေတာလောက်ပဲရှိလိမ့်မယ်ပွဲတွေတကယ်ရောက်ပြီးသွားပြီပွဲမှာလည်းလုံတက်သွားပြီဆိုရင်ဘာ online မှာမလုပ်ချင်ဘူးပွဲတွေအကြောင်းနဲ့ခင်ဗျားတို့ online ပေါ်အကြောင်းနဲ့ဘာမှမဆိုင်ဘူးလေတက်စီနော်တကယ်အလုံးလုံးလို့ရတဲ့ကြောက်ဆိုတာအဲ့ဒီမှာသွားကြည့်ခင်ဗျားတို့ online မှာက10လုံးဝယ်ပြီးတော့9 လုံးကအလုံးလုံးလို့မရပြပွဲတက်ခွင့်ရဖို့ကဘာမှမလိုဘူးခင်ဗျားတို့မြန်မာနိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင်ရှိဖို့ပဲလုပ်တယ်မှတ်ပုံတင်ရှိရင်ဝင်ခွင့်ကတ်လုပ်ဝင်ခွင့်ကတ်ရတာနဲ့ဝင်လို့ရပြီဒါပေမဲ့တခုတော့ရှိတယ်ဟိုကဘာအဆင့်ပေါ့နော်ကဘာအဆင့်ပြပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဝစ်စားစီရင်မှုမှာတော့ကန့်တက်ထားတာရှိတယ်ဥပမာလက်ရှိဖြစ်ရမယ်လို့နော် state column နဲ့တွားရမယ်နောက်ကျွန်တော်တို့ဟို column နဲ့ဆိုရင်လည်းဘယ်လိုပြောမလဲကြောင်ကြားတွေမဝေ့ရဘူးပြောင်းဝင်းရမယ်လို့ဘာလို့ပေါ့ဗျာဟိုဖြစ်နိုင်ရင်ကျွန်တော်တို့အဖြူဝေ့ရမယ်လို့ဘာလို့ဒါတွေပါမှာပေါ့နော်အဲ့တော့ပန်နဲ့ဆိုရင်လည်းကျွန်တော်တို့ဂျင်းတွေဘာတွေမရဘူးစတိုင်ပန်တွေဘာတွေလက်ခံတယ်ဒီလိုမျိုးပေါ့သူရဲ့စီကန်းချက်လေးရှိတယ်ဒီနေ့တော့မသိသေးဘူးထပ်ထုတ်မယ်ထင်ပါတယ်ဆိုတော့ပွဲကိုတော့ရောက်သွားစီချင်တယ်နော်အဲ့တော့ပွဲတွေရောက်သွားရင်ကောင်းကောင်းတည်သွားပါပြီနော်ကြောင်ကောင်းကောင်းတည်သွားပြီ online နေခဲ့အဲ online ကိုလုံးဝမကြည့်ချင်တော့အလုံးလုံးချင်းစိတ်တွေလည်းအဲ့ဒီမှာပေါ်လာလိမ့်မယ်နော်လုံးချင်းစိတ်တွေလည်းပေါ်လာနိုင်တယ်နောက်တစ်ချက်အရေးကြီးဆုံးချက်တစ်ချက်ရှိအဲ့ဒါကငါဒီလောကနဲ့တင့်တော်ဤမတင့်တော်ဤဆိုတာခင်ဗျားကိုပြပွဲကပြောပြနေမယ်ငါကြောက်လောကထဲမှာစက်နေတင့်မနေတင့်ဆိုတာနော်တော်တော်များများရန်ကုန်ကဘိုးစီတော်တော်များများတော့ပြပွဲပြန်ပြီးတာနဲ့ကြောက်လောကကနေထွက်သွားတာရှိတယ်ထွက်သွားနားသွားတယ်ဆရာကျွန်တော်တို့ကိုလှုပ်ပဲကိုလှုပ်တော့မယ်ဆရာတို့ကြောက်လောကတိတ်ပြီးတော့ခရီးဝေးလွန်းနေနော်ခရီးဝေးလွန်းနေကျွန်တော်တို့အများကြီးလျှောက်ရအောင်သူတို့သိသွားတယ်ကြောက်လောကခရီးလောက်မနီးနေဘူးဗျသိ
ကြောက်စင်းအလုပ်ကခကြီးဝေးဝေးရှောက်မှခကြီးဝေးဝေးရှောက်မှပန်းတိုင်ကိုတွေ့တာပန်းတိုင်တွေ့တယ်လို့ပြောတာနော်ပန်းတိုင်ကိုရောက်တယ်လို့မပြောသေးဘူးခကြီးဝေးဝေးတော့ရှောက်ရမယ်ပန်းတိုင်တွေ့ဖို့ရှောက်ရမယ်တွေ့တယ်ပဲပြောတာနော်ပန်းတိုင်ကိုရောက်သွားတယ်လို့မပြောတွေ့ပြီးမရောက်တဲ့ကောင်တွေအများကြီးကြောက်လောကမှာဆိုလို့ပန်းတိုင်တော့လန့်တွေ့လိုက်တယ်ဩအဲ့ဒါတော့ပန်းတိုင်ငါတော့အမောစုသွားပြီဆိုတော့ပလက်လန်သွားတယ်အများကြီးရှိတယ်နော်ခင်တန်းမင်္ဂလာပါဗျကိုရိုင်းသေးချောင်းကြည့်နေတာကိုရိုင်းသေးကျွန်တော်မန္တလေးတင်တန်း17လပိုင်းအကုန်လောက်မန်းထားတယ်ကိုအေးချမ်းကြီးလည်းပြောလိုက်ပါဦး17လပိုင်းအကုန်လောက်မန္တလေးတင်တန်းလုံမလားလို့ကိုဘုသားကြီးမင်္ဂလာပါဗျကိုဘုသားလည်းလိုက်မှာမို့လားပြပွဲဟုတ်ပြီကျွန်တော် post တင်ပေးမယ်နော်ကိုနိုင်သေးမတွေ့တာလဲကြာပြီကိုတီဟာဝင်းသူလိုက်ချင်နေဆိုကျွန်တော် post တင်ပေးမယ်ဘယ်သူချိတ်ဆက်ရမယ်ပေါ့နော်ကျွန်တော်ရဲ့ admin ညီလေးတယောက်ကိုအကူညီတောင်းထားတယ်ကျွန်တော်ကတ်ဟောင်းနဲ့ကတ်အစ်ချင်းဖို့ပေါ့အဲ့ဒါလည်းသူ့ကိုပဲခိုင်းတာဆိုတော့မင်းလိုက်ချင်တဲ့လူတွေအကုန်လုံးကိုဘာလုပ်ပြီးပေါ့နော်ဘယ်အဆင့်ကိုသွားဆိုပြီးကျွန်တော်သူ့ကိုပြောထားတာရှိတယ်သူလုပ်ပေးလိမ့်မယ်ကျွန်တော်တို့ကဂျားတွေကဘာမှရယူမှာမဟုတ်ဘူးသူadmin ညီလေးတောင်းတဲ့ဟာပဲပေးရမှာadmin ညီလေးကဘာတောင်းမလဲဆိုခင်ဗျားတို့မတ်ပုံတင်ကိုဓာတ်ပုံရိုက်ပြီးပို့ရတာရှိမယ်ပြီးရင်ကျွန်တော်တို့ကပ်ပြားတွေထွက်ပြီးလို့ပြောရင်ကျွန်တော်တို့သူ့ရဲ့ title နဲ့ကြားသိငွေရှင်းပေးရမှာဒါပဲနော်အဲ့တော့အတူတူတွဲလိုက်ခြင်းလည်းရတယ်ကိုတီဟာဝင်းသူတို့ကနော်ဘုံမြတ်နိုးနိုးမင်္ဂလာပါဆိုတော့ကျွန်တော် post တော့တင်ပေးမှာပါဟိုကပ်ဖိုးဘယ်လောက်ကြာမယ်တို့ဘာလို့သိပြီဆိုရင်ပေါ့နော်ဘယ်နည်းစလုပ်ရမယ်တို့ဘာလို့အဲ့ကကျရင်ကျွန်တော် post တင်ပေးမယ်နော်အဲ့ကကျရင်တော့ဟိုအဲ့ညီလေးနဲ့သူ့ဖုန်းနံပါတ်လည်းတင်ပေးမယ်ချိတ်ပြီးတော့အလုပ်လုပ်ကြပေါ့ကျွန်တော်ကတော့အရင်ကတော့ကျွန်တော်လုပ်ပြီးတယ်အခုကကျွန်တော်တကယ်မအားတော့ကိုင်းခိုင်မင်္ဂလာပါဗျမအားဘူးဆိုတာအိမ်မှာကျွန်တော်ယာခင်းလုပ်လေးတွေရှိတယ်နော်ကျွန်တော်ကတောသားဆိုတော့တောင်ယာလုပ်တယ်တောင်ယာလုပ်တော့တောင်ယာလုပ်လေးတွေနည်းနည်းလုပ်ရတယ်တောတာနော်အဘူလူမြို့သားမဟုတ်ဘူးဆိုတော့ဖြစ်နိုင်ရင်ကျွန်တော်ကတော့အဲ့ဒီပွဲလေးတော့ဖြစ်အောင်တက်စီခြင်းတယ်ကျွန်တော်ညီကိုတွေကိုလေအဲ့ဒါမှကောင်းကောင်းသိတော့မယ်နော်ကိုင်းခန့်အောင်လိုက်မလားဦးဆောက်ပန်းမင်္ဂလာပါဗျဆိုတော့ခုနကကျွန်တော်ပြောတဲ့မြူးတန်းနဲ့အတာတန်းဒီထဲမကွဲတဲ့လူရှိသေးလားမြူးတန်းနဲ့အတာတန်းနဲ့နော်ကျွန်တော်စကားမပြီးဘူးနော်ကျွန်တော်ကဟိုတော်ရာဆိုစကားသိမပြီးဘူးမြူးတန်းနဲ့အတာတန်းမကွဲတဲ့လူရှိသေးလားရဲကျွန်တော်တို့မျိုးတန်းဆိုတဲ့ဟာကလူတယောက်ရဲ့အတက်နဲ့လူတွေတဲ့အသားတန်းဆိုတာကျတော့ကျွန်တော်တို့လူတယောက်ရဲ့စွမ်းဆောင်ရည်နဲ့တူတယ်တဲ့လူတယောက်ရဲ့လှုပ်ရည်ကန်ရည်သူရဲ့အရေးချင်းနော်အဲ့ဒါနဲ့တူတယ်မျိုးတန်းဘလောက်ကောင်းကောင်းအသားတန်းကောင်းချင်မှကောင်းတာမျိုးတန်းဘလောက်ကောင်းကောင်းနော်အသားတန်းကောင်းချင်မှကောင်းတာမျိုးတန်းအသားတန်းကောင်းပြီဟဲ့ဆိုရင်ကြတော့မျိုးတန်းကအော်တိုကောင်းသွားတာခုနကကျွန်တော်ပြောလို့လူတယောက်ကအရေးချင်းရှိတယ်လုံရည်ကင်ကြီးရှိတယ်လို့ပြောရင်သိကြတယ်အဲ့ဒီလူကအသက်ပြည့်ပြီးသားလူဖြစ်သွားတယ်အဲ့ဒါသိရည်ကြီးကိုမောင်စိုးချောင်းကြည့်နေနဲ့ဝင်ခဲ့ဒန်းတလွန်စီးတွေကျွန်တော်လမ်းပို့လိုက်ရမှာကျွန်တော်အပင်သီးနေပြီကျွန်တော်တောင်ရမှာဒန်းတလွန်စီးတွေအများကြီးပဲဒီတစ်ပတ်တော့ပြပွဲလောက9000ကျော်ပဲလို့ပြောလောတော့တော်တော်နည်းသွားတယ်နော်။ဘောင်ဆိုရင်မင်္ဂလာပါ။ကျွန်တော်တို့ညီကိုလည်းလိုက်မှာမလားပြပွဲ။
တို့ရေကူးကန်ပြီးရင်တော့လိုက်ခဲ့ပေါ့နေပြီးတော့မှဆူရှီလေးပါလိလာကျွေးလေဟိုစမ်းမြင့်မောင်မင်္ဂလာပါဗျဆူထားပေးမယ်တန်းလုံစီအများကြီးပဲနော်အဲ့တော့မျိုးရမ်းနဲ့အတားတမ်းမကွဲတဲ့လူရှိသေးလားဒီထဲမှာမကွဲသေးဘူးဆိုရင်ပြောတော့ကျွန်တော်ရှင်းပြမယ်ကိုမျိုးအောင်ကြီးမမွေးတော့ဘူးကျွန်တော်နားသွားပြီကြက်မမွေးတော့ပါဘူးဗျာမကြိုက်တော့ဘူးအစာစည်းကြီးတယ်ကြက်လေးကြက်မွေးလိုက်တာဆိုးတော့မဆိုးပါဘူးနော်လှုပ်ဖူးသွားတာအလုတ်ပေါင်းစုလှုပ်ဖူးသွားတာနော်ကိုလက်ကြီးမင်္ဂလာပါကိုလက်ကြီး18ရက်နေ့တည်ကြသွားပြီနော်18ရက်နေ့တည်ကြသွားပြီဆိုတော့ကျွန်တော်တို့ဟိုအမတို့ဘာတို့နည်းနည်းကြူကျက်ပြီးပြောထားလို့ရအောင်လို့နော်ကျွန်တော်ကလိုက်လွင့်ပေးတာဆိုတော့18ရက်နေ့တည်ကြပြီဦးညံမင်္ဂလာပါဗျ18ရက်နေ့တည်ကြသွားပြီဆိုတော့အိမ်ကိုဟိုကြူပြီးတော့ out pass လေးပါလေးထုတ်ထားလို့ရအောင်လို့နော်ဒါကြောင့် out pass မရလို့မလိုက်ရဘူးပါဖြစ်သွားမှာကိုငယ်လေးမင်္ဂလာပါဆိုတော့မြို့ရန်နဲ့အတားရန်ကွဲကြပြီလားအဲ့တော့ကျွန်တော်တို့အတားရန်ကောင်းခြင်းကဘယ်ကလာလဲဆိုရန်ဖွဲ့စည်းဖို့ကောင်းမွန်ခြင်းကနေလာတယ်လို့အကြံပြပြောလို့ရတယ်ကိုထွန်းတစ်လင်းမလို့တယ်တော့ကျွန်တော်ကဝါသနာတိတ်ကြီးတာအဲ့ထဲဝင်သွားရင်ကျွန်တော်ကြောက်မလို့ရမှာဆိုလို့အကုန်နားထားတာတိုက်ချက်တွေကျွန်တော်မွေးပြီးကျွန်တော်ဒဲနီနဲ့အချက်တိုက်တာဒီကောင်လေးဒဲနီနဲ့တိုက်ရင်အမြဲရှုံးတာပဲတိုက်ချက်ကဘူးဒီကင်းနဲ့ပြုတ်ချသွားတော့ဆိုးတယ်အဲ့ကောင်လေးနော်ဆိုတော့မျိုးရန်သားရမကွဲတဲ့လူရှိသေးလားဘာတွေသိချင်ကြလဲသိချင်တာချင်းမေးပါနော်ကျွန်တော်ကဟိုဆရာကြီးတော့မဟုတ်ပါဘူးဆရာကြီးတော့မဟုတ်ဘူးဒီနေ့ online live လေးတစ်ခုအကြောင်းရန်ကုန်ကကျွန်တော်အကူကြီးတယောက်ကပြောပြတယ်နော်ကော်ဖီဆိုင်အစ်စ်လားကိုမြတ်နှုံးတွေ KTV ဆိုတဲ့ကော်ဖီဆိုင်အေးဗျရန်ကုန်ရောက်တော့ကျွန်တော်ဘယ်သူမှ live မပို့ကြဘူးအဲ့ကော်ဖီဆိုင်တော်တော်ကောင်းမှုရတယ်နော်ကြားတော့ကြားဘူးနေတယ်ကော်ဖီဆိုင်အစ်စ်ဖြစ်မယ်လို့အဲ့ဒါကြောင့် K နဲ့စတယ်ဆိုတော့ကော်ဖီဘားတစ်ခုခုဖြစ်မှာပေါ့ဗျာကိုမြတ်နှုံးတွေပြန်ရောက်ပြီလားတင်မောစင်းပြီလားတင်မောစင်းရင်တော့ခင်ဗျာစလိတ်တောင်းတော့လုံးလိုက်အောင်ပြောဆက်ကြောက်မှန်တယ်များဆက်ပရက်ဘယ်ကြောက်မှဆက်ပရက်မခတ်တယ်ဘူးနော်ဆက်ပရက်ခတ်တယ်ဆိုတဲ့ကိစ္စလုံးကိုမလုံးတဲ့အလုပ်လုံးကိုမလုံးတဲ့အလုပ်ဆက်ပရက်ခတ်တယ်ဆိုတာတကယ်ကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ခေတ်တုန်းကရှိကိုမရှိဘူးအဲ့တော့မရှိတဲ့အတွက်ကျွန်တော်တို့ခေတ်မှာရှုံးလဲမရှုံးကြဘူးအခုဟာဆက်ပရက်တွေခတ်ရေကန်းတွေပြည့်တဲကန်းတွေပြည့်အကုန်လုံး၅ပါးတွေမောက်ကုန်လား၅ပါးမကဘူးတန်ခါစင်မှာမောက်နော်မရဘူးအဲ့ဒါဘယ်ကြောက်ကုန်မှမလုပ်တင်ဘူးရန်ကောင်းတွေဂျူးတွေနော်ကျမ်းမာကြီးမကောင်းလို့လားအေးဗျာယူဆိုင်အောင်တင်မောပေါ်မှာဆိုတော့ယာဒီလူကစိုးဝါတာနဲ့ဆိုတော့အေးကယူဆိုင်အောင်ရန်ကုန်ကြီးကျိုးသွားတယ်အခွန်တွေပြက်ကုန်တယ်နော်သူကတကယ်တမ်းကျတော့ separate ခတ်တယ်ဆိုတာဂျင်းထဲဖို့လုပ်တဲ့ကိစ္စอ่ะဗျာနော်သူများကိုဂျင်းထဲဖို့လုပ်တာဥပမာမီးလေးနည်းနည်းလောက်ပေါက်ရင်များပေါက်အောင်လုပ်တာဇက်လန်းကျွန်တော်ပြောတာအရှင်းလေးကြောက်တလုံးကသူပင်ကိုအရေးချင်းရှိမှအဲ့ဒီကြောက်က
အလုံးလုံးလို့ရတဲ့ကြောင့်ဖြစ်မှာဘင်ကိုရေချင်းမရှိဘဲနဲ့ခင်ဗျားတို့ကြိုက်တဲ့လောက်ဆက်ပရက်ခတ်ကြိုက်တဲ့လောက်ရေကန်းပြည့်ယုံနဲ့ကောင်းသွားတယ်ဆိုတဲ့ကြောင့်တလုံးမှမရှိဘူးနော်ဆက်ပရက်ခတ်လိုက်လို့ကောင်းသွားတယ်ဆိုတဲ့ကြောင့်တလုံးမှမရှိဘူးကောင်းမယ်မကောင်းဘူးဆိုတာဆက်ပရက်မခတ်ခင်ကြရသေးတယ်နော်အခောက်ခွန်အကာခွန်မှာရမ်းချောင်းပါရင်ဘာဖြစ်လဲဟမ်အဲ့ဒီရမ်းချောင်းကအခောက်တွေအကာတွေဖြစ်မှာပဲလေအကာကတော့ဖြစ်ခဲပါတယ်သူကအခောက်ဖြစ်တာပဲရမ်းချောင်းကရမ်းချောင်းနဲ့လာမအခောက်ဖြစ်တာဒါပေမဲ့ရမ်းအချောင်းတိုင်းမြင်ပြဿနာရှိတယ်ကျွန်တော်ပြောခင်ဗျားတို့ရမ်းအချောင်းကိုအချောင်းတိုင်းမြင်ကောင်းတယ်လို့ထင်မနေနဲ့ရမ်းချောင်းနဲ့လာတယ်ဆိုရင်တော့မှအဲ့ဒီရမ်းချောင်းကအချောင်းတိုင်းမမြင်ရတဲ့အနေထားရှိမှကိုထွန်းတက်လင်းရဲ့ကျွန်တော်ကိုထွန်းတက်လင်းကိုကျွန်တော်ရဲ့အခြေခံ online class လေးတက်ဖို့ကျွန်တော်ကမ်းလှမ်းတယ်ကိုထွန်းတက်လင်းတော့အဲ့ဒီလိုဘယ်လိုပြောမလဲအပြင် online ကစာတွေဖတ်ပြီးတော့ရှောက်ဝယ်နေမဲ့စာပေါ့ကျွန်တော်ရဲ့အခြေခံ online လေးခဏအချိန်ပေးလိုက်အကုန်နားလည်သွားမယ်ကျွန်တော်ပြောရမ်းချောင်းကလူပုံစံပါမှကောင်းတာလေရမ်းချောင်းရဲ့အပြောင်းလဲကကျွန်တော်ပြောလို့ပဲအမျိုး20လောက်ရှိတယ်နော်ရမ်းချောင်းပြောင်းသွားတာပုံတံအမျိုးချင်းသွားတာအမျိုး20လောက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကလိုက်ကြည့်နိုင်မှာချွန်ကိုခါသားကြုံရင်ပွင့်ထုတ်လို့ရလားကို every movement ချွန်ကလေခါကြော်တယ်ဆိုရင်တော့မှပေါ့ခါကြော်တယ်ဆိုရင်တော့မှချရည်ဘယ်လောက်ရှိလဲနောက်ကျွန်တော်တို့ချွန်စီဖမ်းလို့ရလားပေါ့နော်အရှင်းထွက်နိုင်လားခေါင်းရှင်းလားပေါ့ဒါလည်းအရေးကြီးသေးတယ်အပွင့်ထက်ပေါ့ကျွန်တော်တို့ခါကြော်မှာချွန်ချရည်ရှိရပေါ့ဆိုရင်ကျွန်တော်တို့အပွင့်ထက်ကိုကျွန်တော်ကအထယ်ဘက်ကိုသွားစေချင်ဥပမာဆွဲသီးတို့ဘာလို့ပေါ့နေတယ်အဲ့ဒီဘက်ကိုသွားစေချင်တကယ်မြင့်တဲ့ခြံသားတစ်ခုမဟုတ်ရင်ပေါ့ခြံချရည်ရှိရင်တော့လုံးရင်လည်းလုံးပါအသားစီသလားကျဲသလားလဲဒါလည်းရှိမယ်နော်မန်းကုန်ကမီးပေါက်လာမန်းကုန်ဆိုတော့ကျွန်တော်တို့အသားမန်းကုန်လားအရေးမန်းကုန်လားလို့မေးရမှာပဲနော်မန်းကုန်နဲ့မန်းကတော့အတူတူပါပဲအဲ့ဒါကဘာမှကိုယ်ကိုယ်ပြမရှိပါဘူးအဲ့တော့မန်းကုန်ကမီးပေါက်လားလို့မေးရင်ကျွန်တော်ကပြန်မေးရမှာခင်ဗျအရေးမန်းကိုမေးတာလားအသားမန်းကိုမေးတာလားလို့ပြောရမှာဗျာနော်ကိုကြီးနိုင်မင်္ဂလာပါဗျအန်ကယ်လေးမေးပါဗျရပါတယ်ခရမ်းချွန်ချရည်ဘယ်လောက်ရှိလဲကို every moment ကျွန်တော်မေးတာအဲ့ဒါလေဦးမျိုးချစ်ရေမင်္ဂလာပါအဲ့လိုရမ်းချောင်းဒီညတော်တော်မေးကြပါလားနော်ရမ်းပွေလဲဆိုတဲ့ဟာလေခင်ဗျားတို့ဂျင်းမိနေတာဒီလားဂျင်းမိနေတာရမ်းပွေလဲလို့ကောင်းတယ်ဆိုတာအင်မတန်ရှားတယ်နော်ရမ်းပွေလဲလို့ကောင်းတယ်ဆိုတာအင်မတန်ရှားတယ်ဒါပေမဲ့သူ့ရဲ့လဲပုံလဲနည်းရှိတယ်ပေါ့နော်လဲပုံလဲနည်းရှိတယ်ဒါပေမဲ့ကောင်းဖို့မလွယ်ပါဘူးနော်အရေးရတယ်တွေပါလေရှောက်ပြောနေတာသူကအရေးရနိုင်တဲ့ position ကတက်အဲ့ဒါဘွေနဲ့မဆိုင်ဘူးနော်ရမ်းပွေလဲတာရမ်းချောင်းနဲ့ပဲပေါ့တချို့ကရမ်းမြင်နဲ့လဲတာလည်းရှိတယ်နော်ဒါပေမဲ့ရမ်းပွေလဲလို့ကြောက်ကောင်းသွားတာအင်မတန်ရှားတယ်နော်ကိုငယ်လေး CP မှာအရေးမန်းကုန်နေရတော့ကျွန်တော်တို့မပေါက်တာများတယ်နော်အရေးမန်းကုန်နေရတော့မီးမပေါက်တာများတယ်ဒါပေမဲ့အသားတန်းဘလောက်မြင့်လဲပေါ့နော်အသားတန်းဘလောက်မြင့်လဲအခွန်ကိုတဘာဝဘလောက်တိုက်စားထားပြီလဲ
အဲ့ဒီပုံမှာတော့မူတည်လိမ့်မယ်အသားရမ်းမြင့်ရင်တော့ပေါက်ကြတယ်တချို့နော်မီးပေါက်တာနဲ့မပေါက်တာနဲ့နှမျိုးရှိမယ်အသားရမ်းမြင့်ရင်ပေါက်မယ်အသားရမ်းနှိမ့်ရင်မပေါက်တော့ဘူးအရည်ကြီးရင်မပေါက်တော့ဘူးနော်များသောအားဖြင့်တော့ကျွန်တော်တို့မန်းကွန်နဲ့လာရင်ဟိုအသားရမ်းဟိုတိတ်မမြင့်တာနဲ့မီးမပေါက်တော့တာများတယ်နော်အသားရမ်းရော့တာနဲ့ပေါ့သူကဟိုအရည်တုံးလုံးအရည်တုံးဆိုတဲ့ဒိတ်ပဲတက်ရောက်တယ်ဗျာမန်းကွန်ဆိုတော့လေဆိုတော့အဲ့တော့ကျွန်တော်တို့မီးကအများကြီးတော့ပေါက်နေမှာမျိုးမဟုတ်ဘူးပြပြလေးလောက်ပဲတွားနော်သူတို့ကွန်ထားတာလေးမှာအဝါလေးပေါက်တယ်ဗျာထိုင်လေးခုလုံးအန်ကယ်လေးဟုတ်ပြီအန်ကယ်လေးကလည်းဟွာလို့ရင်ဟို CB မှာပို့ထားလိုက်ပါလားကြောက်ပုံလေးလေအဝါလေးပေါက်တယ်ဗျာဆိုတော့ကျွန်တော်ကဘလူပြောပြရမှာမသိဘူးနော်ဆိုတော့ကိုစိတ်ကြကြီးမင်္ဂလာပါချာထိုင်တခုကရမ်းကျန်းနေတဲ့အန်ကယ်လေးကကျွန်တော် CB မှာပို့ထားတယ်နော်အေးကိုထွန်းတလင်းဟိုအဖြေကိုပြန်ချုပ်ရရင်တော့မန်းကွန်တော်တော်များများတော့မီးမပေါက်ကြဘူးမီးအရေးရောင်လေးပဲလိုက်ကြတာများတယ်အသားရမ်းမြင့်ရင်တော့မီးပေါက်တယ်နော်အဲ့ဒါလေးဆွေးနွေးလို့တယ်အရေးတုံးပေါ့နော်ကျွန်တော်တို့မန်းကွန်ဆိုတော့ကျွန်တော်တို့အရေးတုံးလို့အဓိပ္ပာယ်တက်ရောက်တယ်အဲ့အတွက်အရေးကြီးနေရင်မီးပေါက်မှာမဟုတ်ဘူးနော်အဲ့တော့တေချာလေးကြည့်ဟိုမန်းကွန်ဆိုတိုင်းစုံမဝင်နဲ့အဲ့ဒီမန်းကွန်ပဲဒါပေမဲ့ရမ်းမပြောက်ထားရင်အဲ့တတုံးလုံးတော့အရေးပဲလေဒါပေမဲ့ရမ်းမပြောက်တဲ့အရေးတုံးဖြစ်နေရင်အဆင်မပြေဘူးနော်အဲ့ဒီကြောင့်မျိုးဘာမှလုပ်လို့မရဘူးခန်းတီးတွေမှာတော်တော်များတယ်နော်ခန်းတီးမှာအဲ့ဒီလူဟာမျိုးတွေတော်တော်လာတယ်ခန်းတီးမန်းကွန်တွေမှာရမ်းမပြောက်တဲ့ကြောက်တွေတော်တော်များများကျွန်တော်တွေ့ဘူးတယ်နော်လိုင်းပုံမှာလည်းတော်တော်ပေါ်တယ်အဲ့ဒါနော်ခြာစားပေါက်ပါတဲ့အနေဆိုရင်အသားရမ်းပဲအစင်းခြာစားပေါက်ဆိုတဲ့ပြဿနာကခြာစားကကျွန်တော်တို့ကပန်းဝင်ပဲပြီးမှာပန်းဝင်ပြီးမှာကြောက်မျိုးရင့်နေလို့ပဲပြောလို့ရတယ်ကို every moment ခြာစားပေါက်ဆိုတာကကြောက်မျိုးရင့်နေဆိုတာရဲ့တင်ကေတတစ်ခုပဲအသားရမ်းဘလောက်ရမယ်လို့ခြာစားပေါက်ကမပြောဘူးခြာစားပေါက်ပါလို့အသားရမ်းမြင့်ရမယ်အသားရမ်းနှိမ့်ရမယ်မဟုတ်ဘူးနော်ခြာစားပေါက်ဆိုတာကျွန်တော်တို့ပန်းဖြစ်ဖို့တည်ကြတဲ့မန်းနော်ခြာစားပေါက်ဆိုတာပန်းဖြစ်ဖို့တည်ကြတဲ့မန်းပဲအသားရမ်းအဆင့်နဲ့မဆိုင်ခြာစားပေါက်ပါတိုင်းအသားကောင်းသွားမယ်အသားရော့သွားမယ်ဆိုတာမဟုတ်ဘူးနော်ကို every moment ခင်ဗျတင်ကန်းစာတွေမလေ့လာဘူးထင်တယ်ကျွန်တော်အခုထည့်ထားပြီးတယ်လीခြာစားဖို့အကြောင်းလဲပါပါတယ်ကျွန်တော်ဆွေးနွေးတယ်ထင်ပါလိမ့်နော်ဟုတ်ပါပြီဗျအင်္ဂလိပ်ပို့ထားပြီပါဗျကျွန်တော်ကြည့်လိုက်ပါမယ်ကျွန်တော်ကြည့်ပြီးပြန်ဖြည့်ပေးမယ်နော်တောင်းကရမ်းချမ်းတယ်၄တောင်းကကောင်းတယ်အေးပေါ့ခတ်တန်တဲ့အကျေတတ်ပါတယ်ဘေးလိုင်းလုတ်တယ်ခါတန်တန်ကိုအကျေတတ်ပါတယ်ဘာကာလာလဲဥကုနိုင်ဘာကာလာလဲနော်တော့ကာလာဘာထည့်ပြောခါတန်တန်ဆိုတိုင်းကျွန်တော်တို့ကဟိုခါတန်တန်အကျေကန်ဆိုရင်ဟိုဘာကာလာပါလဲအဲ့ဒါသိရမှကျွန်တော်တို့က line ချိန်လို့ရမှာလीဘာကာလာပါလဲပေါ့ဟိုခါတန်တန်ဆိုရင်တော့ကျောက်စီကခမန်းကြီးကျွန်တော်တို့4 5လောက်ပေါ့လေနော်ကျောက်စီအချက်ထုတ်မယ်ဆိုရင်ကျွန်တော်4 5လောက်တော့ထုတ်လို့ရတယ်လို့သတ်မှတ်တာပေါ့ဒါပေမဲ့ခါတန်တန်ဆိုတာဥကုနိုင်သတ်မှတ်တဲ့ခါတန်တန်မဖြစ်စေနဲ့နော်ကိုနိုင်မင်္ဂလာပါဗျခောက်ကကျွန်တော်တို့စာပြီးနေလေလာတယ်ကိုဒီတိန်ဝင်းလာစာပြီးဆိုရန်လုံးပေါ့နော်ရန်လုံးကလည်းအခောက်ဖြစ်တည်တယ်နော်
ရန်လုံးကလည်းအခေါက်ဖြစ်တတ်တယ်ရန်မပြောက်တော့ဟုတ်တယ်ရန်မပြောက်ရင်ကျွန်တော်တို့အရေးကြားမယ်အဖြူစံနေဝင်မယ်နော်အပွင့်ရဖို့ခက်သွားတယ်နော်အပွင့်မရနိုင်ဘူးအေးပေါ့ခုနကကျွန်တော်ပြောလို့အယုတ်လိုင်းသွားရင်သွားဆွဲသီးလိုင်းအသားတန်းအဲ့ဒါကျတော့ကျွန်တော်တို့ကအသားတန်းနဲ့ပြန်ဆိုင်သွားပြီနော်အေးကိုမင်းနိုင်အဲ့လိုပဲဈေးကွက်ရှာမှရတော့မှာလीကိုတို့ကဝစီတို့ကဈေးကွက်နောက်ကိုလိုက်နော်ကျွန်တော်ကတော့လောလောဆယ်ပညာနောက်လိုက်နေရတော့ရှိသေးတယ်နော်နောက်ကြရင်ဝစီတို့ကကျွန်တော်တို့ကြော်သွားမှာပါဈေးကွက်နောက်လိုက်လေနော်အထယ်ပဲသွားမယ်ဆိုရင်တော့ကိုထွန်းတစ်လင်အဲ့ဒီရမ်းမပြောက်တဲ့မန်းကုန်တွေကအသားရန်ရော့နေရင်အထယ်ပဲသွားဖို့မလွယ်ဘူးတော့အဲ့ဒါလေးကယူဆက်ဩပန်းပေါက်ကတချံကာလာမပါတာကတချံဘာမျိုးလေဘာမျိုးလေဥပမာပဲမျိုးလားချွမ်မျိုးလားမောက်လားအဝါလားပေါ့နော်ဦးကိုနိုင်အဲ့ဒါလေးဟိုကပုံပို့ထားလိုက်ဦးကိုနိုင်ကျွန်တော်ပုံပို့မယ်ဆိုပြီးတခါမပို့သေးဘူးပို့ထားလိုက်ကျွန်တော်ကြည့်လိုက်မယ်နော်အခေါက်လေရမ်းမလားလစ်တာပဲဟုတ်တယ်ကိုပြည့်ဖြူအောင်ကြီးရမ်းလားအခွန်လားဟုတ်တယ်ကြောင်မျိုးမရရင်သွားတာပဲနော်အခေါက်တွေဘာတွေကခမရအခေါက်တွေအကာတိုင်းကောင်းတာမဟုတ်ဘူးနော်အခွန်ဘလောက်လဟုတ်တယ်မျိုးလူတယ်လို့တော့မပြောနဲ့ကိုပြည့်ဖြူအောင်ရင်သူကမျိုးလူတယ်လို့ပြောရင်အဲ့ဒါမျိုးမမှန်ဘူးလို့အဓိပ္ပာယ်တက်ရောက်တယ်မျိုးရော့တယ်မျိုးမရောက်ဘူးဒီလိုပြောရင်မှန်တယ်နော်ကိုကျော်သူသိမင်္ဂလာပါဆိုတော့မျိုးကြောင်မျိုးလူတယ်လို့မပြောမိစေနဲ့နော်ကျွန်တော်တို့ဒါကြောင်သမားတွေနဲ့စကားပြောလို့ရှိရင်အဲ့ဒါလေးသတိထားရမယ်ကြောက်တလုံးကကြောင်မျိုးမှန်နေတယ်ကြောင်မျိုးမှန်နေတယ်ကြောက်သားမရတာတို့ဟိုသားရော့တာတို့ဆိုရင်ဒါကိုကျွန်တော်တို့ကမျိုးမရောက်ဘူးမျိုးရော့တယ်ပေါ့နော်ကြောက်မျိုးရော့တယ်ဒီလိုပဲပြောကြောက်မျိုးလူတယ်ဆိုရင်သူကမျိုးမမှန်ဘူးလို့အဓိပ္ပာယ်တက်ရောက်သွားတယ်နော်ရူစီသမီးရေမင်္ဂလာပါကိုယုံစိုးလေးမင်္ဂလာပါလို့အဲ့လိုလားဆိုတော့မျိုးလူတယ်လို့ပြောရင်တကယ်ကြောက်လို့တဲ့ကြောက်သမားကြီးတွေနဲ့စကားပြောရင်အဲ့ဒါပြက်လာတတ်တယ်ဘယ်နေရာလူတာလဲမင်းပြောအဲ့လိုမျိုးပေါ့နော်အဲ့လိုပြက်လာတတ်တယ်သူကရော့တယ်လို့ပြောလို့ရကြောက်မျိုးရော့တယ်ဆိုရင်ဒါဟိုထားပါတော့အထိုင်ရော့တာလည်းဖြစ်နိုင်တယ်ရမ်းရော့တာလည်းဖြစ်နိုင်တယ်ပေါ့နော်အမျိုးရော့နိုင်တယ်လူတယ်လို့မပြောမိစေနဲ့လူတယ်လို့ပြောရင်အဲ့ဒါပြက်လာရှိတယ်နော်โอเคဆိုတော့ဘာတွေသိချင်သေးလဲသိချင်တာချင်းမင်းနော်ဟိုဦးကိုနိုင်ကြီးမေးနေတဲ့ဗိတ်သားကြီးဗိတ်သားလားတဝယ်လားတော့ကျွန်တော်လည်းမသိမေးတာကလူရင်းမရောက်ဘူးလေဥပမာခါတန်လို့တော့ပြောလိုက်တယ်ကျွန်တော်တို့ကမောက်ဘက်ကလာတယ်မောက်ကာလာနဲ့လားဒါမှမဟုတ်ပဲလားချွမ်လားဒါမှမဟုတ်ပဲချွမ်လားသူကခါတန်လို့ဆိုတာဦးကိုနိုင်ကတတ်မှတ်တာခါတန်လို့တကယ်ကြောက်ကခါတန်ရှိရလားဒါလည်းစဉ်းစားစရာလေဦးကိုနိုင်ကဟိုထားပါတော့ online ပေါ်ကကြည့်ပြီးတော့ဟိုကျွန်တော်တင်တန်းမှာတော့ဦးကိုနိုင်မတက်ဘူးသေးဘူးအဲ့ဒါတော့သိကြတယ်ဆိုတော့ဟိုခါတန်လို့ဦးကိုနိုင်ကဘယ်အချက်နဲ့တတ်မှတ်တာလဲအဲ့ဒါလည်းအရေးကြီးတယ်နော်ကိုတင့်လွင်ဦးမင်္ဂလာပါဗျဘဘူးလေးရပဲလိုင်းဘူးတင်တော်မလဲတာမခံခွန့်ကြလူမှာချွမ်ကာလာပေါ့လေးပါတယ်ခွန့်ကြလူမှာချွမ်ကာလာဆိုရင်တော့ဘဘူးလိုင်းလာမယ်ဗျဘဘူးလိုင်းလာမယ်လက်ရလိုင်းကြောက်လည်းနှမျိုးစရာကောင်းပါတယ်နော်ဘဘူးလေးလှုပ်လိုက်ခွန့်ကြလူဆိုတော့ခွန့်ကြလူမှာချွမ်ပါရင်သတိကာလာလောက်ဖြစ်သွားပြီနော်ငါချိတ်ရောင်မဟုတ်ပါဘူးဗျာလက်နေမှာပါမီးပေါက်တယ်မို့လားကိုလိုက်မီးပေါက်တယ်မို့လား
ငါချိတ်အယောင်ကွက်တာတော့မဖြစ်နိုင်ဘူးခင်ဗျားတို့ချွမ်မှာလမ်းဝင်နေတာဖြစ်မယ်ချွမ်မျိုးဘေးမှာခုံပါလားဘေးမှာခုံပါလားအလဲမှာငါချိတ်အယောင်နဲ့ငါချိတ်အယောင်မဖြစ်နိုင်ဘူးကျွန်တော်ထင်တာတော့လန့်ထင်တာပဲနော်ကိုစီရမင်္ဂလာပါဗျတာမခဏတော်များများအဲ့ဒီလိုဖြစ်တတ်တယ်အလဲမှာငါချိတ်အယောင်ရှိတော့ရှိတတ်ပါလေကြည့်လိုက်မယ်လေ CB မှာပို့ထားရင်နော်ကျွန်တော်လည်းတနေ့ကုန်တောင်ရသွားနေလို့ဒီနေ့တော့ဟုတ်တယ်ဒီနေ့လည်းရေပိုက်လေးတွေနည်းနည်းလိုက်ဆင်နေတာမပြီးသေးဘူးရေပိုက်လေးဆင်ပြီးသွားရင်တော့အားပါပြီပြပွဲအမိပေါ့လေကျွန်တော်လည်းလုံးနေရတာပြပွဲကကိုကဂရီးပေးထားပြီဆိုတော့လေဂရီးပေးထားပြီဆိုတော့ဟိုသွားပြီးရမှာပေါ့နော်ဒါပေမဲ့ခင်ဗျားတို့ဟိုနေပြီးတော့ရောက်ရင်ကျွန်တော်ဘယ်ဟိုတယ်မှာထားကြမှာလဲအဲ့ဒါလေဝိုင်းစဉ်းစားထားနော်ကိုလက်တို့ဘယ်ဟိုတယ်မှာတဲရမှာလဲနော်အဲ့ဟိုတယ်ကရေမီးစုံလားပေါ့နော်ပါလားညာလားပေါ့ဗျာဟိုဘာဘရိတ်ဖတ်လေးပါလေးကောင်းလားပါလားပြောတာပါနော်ကဲဘာတွေသိချင်ကြသေးလဲမေးပါနော်ခုံပွားပါမယ်လေခုံပွားပါမယ်အလဲမှာကျွန်တော်ထင်တယ်လန့်ကွက်တာဖြစ်နိုင်တယ်လန့်သားဖြစ်နိုင်တယ်နော်ခြံထဲမှာလန့်ဝင်တဲ့ပုံစံပေါ့လေလန့်ကာလာပြောတာ sorry လန့်သားမဟုတ်ဘူးနော်ဦးထွန်းကြီးမင်္ဂလာပါဗျကိုင်းနိုင်မဟုတ်ဘူးကျွန်တော်ရှမ်းပြည်ရောက်သွားပြီအသားမှာကာလာမပါတဲ့ဘက်မှာညှို့နေလို့မဟုတ်လေကာလာမပါတဲ့ဘက်မှာညှို့တယ်ဟိုညှို့ရတာအကြောင်းရင်းရှိတယ်လေညှို့ရတာအကြောင်းရင်းရှိတယ်ဥက္ကုနိုင်ရဲ့ဘာကြောင့်ညှို့တာလဲဥပမာငါချိတ်ကြောင်လားလန့်ကြောင်လားနော် तू ကဟဲ့မင်းနဲ့တော့တခန်းနဲ့မနေဘူးနော်မင်းအဲ့ဒါမနှောင်းနဲ့ငါ့ကိုအဲ့မင်းနဲ့တခန်းနဲ့ဆိုငါပွဲတဲ့ကြရင်ငါလော်ရီပတ်မကြည့်နိုင်တော့ဘူးနော်ဟုတ်ပါပြီအင်္ဂလိပ်ကျွန်တော်ကြည့်လိုက်ပါမယ်နော်သူညှို့ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ပဲကြောင်ညှို့တာလားလမ်းကြောင်ညှို့တာလားငချိတ်ကြောင်ညှို့တာလားပေါ့နော်ရောက်လားဆိုတော့ကျွန်တော်ထွက်ပြီးမကြည့်တတ်ဘူးအင်္ဂလိပ်ကျွန်တော် live ပြီးမှကြည့်ပေးမယ်ဗျနော်ဟုတ်တယ်ခင်ဗျားရေမီးစုံလေဒီခုံမလေးဒါပေမဲ့ခင်ဗျာနေပြည်တော်ကခင်ဗျာဘာမှမရှိဘူးလက်ကနော်နေပြည်တော်လာပြောတာနေပြည်တော်ကဟိုတယ်တွေကဘာမှမရှိဘူးကျွန်တော်သိတယ်ဘာမှမရှိဘူးနော်လေဒီခုံချင်းကိုကရန်ကုန်ကတခါတည်းအပီးစီးလုံရင်လုံသွားမှာပဲဟိုမှာဘာမှမရှိဘူးညောင်းလို့ညာလို့နော်ဟိုစံရလေးပါလေးတီးမယ်တွေပါလေးတွားပြီးမတွက်နဲ့မရှိဘူးနေပြီးတော့မှာတော်ဆူဆူနော်အဲ့တော့ဗာတိကျင်ကြသေးလေအဲ့လေကိုမင်းနိုင်တော့ရှိတယ်โอเคကိုမင်းနိုင်လည်းလိုက်မှာမို့လားဘောစီလည်းလိုက်မှာမို့လားနေပြီးတော့တွေ့ပြီလေဘောစီလိုက်ပြီဆိုရင်တော့နော်ပွဲရဲရောက်တော့အကုန်တွေ့ရမှာခင်ဗျားတို့အဲ့ဒီပါကျွန်တော်ပေးထားတဲ့မျိုးရင်း5ခုကာလာ6မျိုးနော်အရင်နဲ့9မျိုးအကုန်မြင်ရမှာအဲ့ထက်ပူပြီးဟုတ်တယ်စံရတီးကြည့်လို့ရှာပူညောင်းသွားတာပဲအဲ့ဒီလိုနော်ဘာတွေတီးကြကြသေးလဲတီးကြတာရှင်းမေးပါနော်အာမနာနဲ့ကျွန်တော်အားနိုင်ဟုတ်တယ်ရန်ကုန်မှာလေထီးပေါ်တာလေခုံလို့ရတယ်ရေချိုးမလားတိုက်ထိုးမလားဆိုတာလေကော်ဖီဆိုင်အတစ်တွေကလည်းပေါ်မှာပေါ့ကိုမင်းနိုင်ဟုတ်ပြီကိုမင်းနိုင်ကဦးထွန်းလင်းနဲ့ဟိုအလုပ်ထားဟိုဦးထွန်းလင်းနာပြောထားလိုက်ဘာမှမဖြစ်ဘူးခေ့ငါအပြစ်မှာအိတ်နေတာပဲမင်းလိုပဲလေမင်းလိုပဲမင်းအိတ်မနေပါနဲ့ကွာမင်းတ
တွတ်ပြီးလိုက်ပြီးရင်နွေးနွေးရှိသွားကဲဘာတွေသိကြကြသေးလဲကြောင်းနေတည်လာတည်ပြီးပါလို့မအောင်ခင်ဗျနေပြီးတော့ကြောက်တည်လာပြီးတော့နဲကြောင်းနေတည်ပြီးပါလို့မခင်ဗျပါအီဗိုလီယန်တဲ့သွားပြမလို့လားတည်လာလို့တော့ရတယ်ဒါပေမဲ့ခင်ဗျကြောင်းမဲ့ပြဝဲတဲ့ဝင်လို့ရှိရင်ဒီလောက်ရှိတဲ့လက်တန်းပြားလောက်ရှိတဲ့ကြောက်စလေးတော့ကင်သွားလို့မရဘူးနော်ခင်ဗျအဲ့မှာ X-ray ဆက်ကတီးတီးဆို order နဲ့ခင်ဗျအော်တိုကေဆယ်ဖြစ်သွားလိမ့်မယ်အဲ့ဒါတည်သွားလို့မရဘူးတည်လာလို့တော့ရတယ်ဟိုတယ်မှာပဲထားရမှာပဲနော်တည်လာခဲ့ကြီးကြတာပေါ့ဘာပဲပြောလိုက်လေးလွှင့်ရရင်ကျွန်တော်တနေ့ကုန်မောရမြအမောပြေတာပဲကိုညီကိုတွေနဲ့စကားပြောရရင်လေတော်သားဆိုတော့လေတောင်ရမှာလည်းပြောရသေးတာဗျကဲဘာတွေသိချင်ကြသေးလဲမျိုးရန်အသားရန်မကွဲတဲ့လူတွေကျွန်တော်ပြပွဲခေါ်သွားမှာနော်ကျွန်တော်ထင်ပါတယ်ခင်ဗျတသိန်းခွဲ2သိန်းထဲမပို့ဘူးထင်တယ်ဝင်ခွင့်ကတ်ကမန်လီဆက်တက်ဖို့โอเคလေကျွန်တော်လည်းပြပွဲပြီးမန်လီဆက်မှာပဲကျွန်တော်လောက်ပုံပိုင်းလောက်ချိန်လိုက်တယ်မန်လီတင်တန်းမန္တလေးတဒန်းလောတဲ့အခမ်းမရှိရင်တော့ကိုရနိုင်မူကြီးအိမ်မှာတင်ရမှာပဲနော်ဝင်းစော်ဟိန်ကြောက်မြူးရတယ်ဆိုတာကြောက်မြူးကရယုံပဲတဲ့ကောင်းတဲ့ထဲမပါသေးဘူးဆိုဒီလိုဗျာကြောက်မှာကကျွန်တော်တို့ကြောက်မြူးရော့တယ်ကြောက်မြူးရတယ်ကြောက်မြူးကောင်းတယ်ပေါ့နော်ဆိုတော့ကြောက်မြူးရယုံပဲဆိုတာမြူရန်လေးရှိယုံပဲဆိုတဲ့အတိတ်ပဲနော်ကြောက်မြူးမနှုတော့ဘူးဒါပေမဲ့ကြောက်မြူးကခါမမီဘူးပေါ့နော်ခါမြူးမရောက်ဘူးခါအောင်မှာပဲရှိတယ်ဆိုအဲ့ဒါဆိုကျွန်တော်တို့ကရယုံပဲလို့ပြောတာနော်အဲ့တော့ပြီးရင်ကျွန်တော်တို့ကြောက်မြူးရောက်တယ်နော်ကြောက်မြူးရောက်တယ်ခါရောက်သွားပြီအဲ့ဒီခါရှိသွားပြီဆိုရင်ရောက်တယ်လို့ပြောတယ်မြူရန်ပေါ့အထိုင်ကိုကြည့်ပြီးတော့ကျွန်တော်တို့မြူတန်းကခါကိုမိသွားပြီဆိုရင်ရောက်ပြီလို့ပြောတာနော်ရယုံပဲနော်အဲ့တော့ရယုံပဲဆိုတာကျတော့ကျွန်တော်တို့ကခါမမိသေးဘူးဆိုတာရယုံပဲရှိတယ်အော်ရယုံပဲဆိုရင်ကျွန်တော်ခေါင်းလို့ရတာအရေးကြောက်မျိုးရရင်ခေါင်းလို့ရပြီအရေးတော့ရကျန်တာမရသေးဘူးကာလာတွေပါမခေါင်းနဲ့ကြောက်မျိုးရယုံပဲမှာမခေါင်းနဲ့ရောက်တာနဲ့ကောင်းတာနဲ့အဲ့ဒီအဆင့်ရောက်မှကျွန်တော်တို့ကကာလာတို့အသားတို့ခေါင်းလို့ရတာနော်ပန်းတို့ဘာလို့ပေါ့ဗျာနော်ပဲပြက်ချွန်ပြက်ကတဲ့မြူးရိုးတာကြောင့်ပဲဖြစ်နိုင်လားကြောက်မြူးကြောက်သားကောင်းမှာကိုဖြစ်နိုင်လားပဲပြက်ချွန်ပြက်ဆိုတာအကြောင်းတရားရှိတယ်ဥပမာပေါ့ပဲကသူ့အိမ်မှာပဲသူဖြစ်တာလားနော်ဒါသူကမျိုးတစ်ခုဟာလူလိုပဲဗျကြောက်ပါသေးလားသူ့အိမ်နဲ့သူနေမှဒါပေမဲ့သူ့အိမ်နဲ့သူမှာတော့မှကျွန်တော်တို့ရန်ရဲ့ position မမှန်ပြက်တာပဲနော်အဓိကကျွန်တော်တို့ကမျိုးကြောင့်မျိုးတန်းကြောင့်လို့ကြီးပဲအပြစ်ပုံချလို့မရဘူးသူ့အိမ်သူ့ကာလာပေါ့နော်သူရန်မအစင်မပြေနေဘူးဆိုရင်ဘလောက်ပဲမျိုးတန်းကောင်းတချို့ကြောက်တွေမျိုးတန်းကောင်းတယ်ဒါပေမဲ့ပဲပြက်တာပဲဘာလို့လဲတခြားအဖြက်ဝင်တာဥပမာဆိုတော့ပဲကလန့်နဲ့မတည့်ဘူးဒီသလုံးထဲမှာပဲပဲကိုလန့်အောင်တွဲသွားတယ်ဆိုရင်အပဲပြက်ပြီပဲလည်းပြက်တဘောကပဲတလန့်လို့ဖြစ်သွားဆိုပဲကအကောင်းမရတော့နောက်တစ်ခုကျွန်တော်တို့ခြံပြက်တယ်ဆိုတော့ပဲပြက်ခြံပြက်ဆိုတာပဲကိုခြံအောင်နှစ်ခုလုံးတအိမ်ထဲမှာပေါင်းဖြစ်တယ်ရောနေသွားတယ်ဆိုရင်ဒါပဲမရောက်ခြံမရောက်ပြက်တာတော့မဟုတ်ဘူးသူကြတော့ပဲလည်းမရောက်ဘူးခြံလည်းမရောက်ဘူးပေါ့
မျိုးတန်းနဲ့ဆိုင်သလားဆိုတော့မျိုးတန်းကြောင့်ရင်လို့မဟုတ်ဘူးအဓိကကျွန်တော်တို့သူ့အိမ်သူ့မျိုးသူ့ရန်ပေါ့မှန်ဖို့လိုတယ်လို့ဒီလိုပြောတာနော်ကိုထွန်းတစ်လင်းမေးတယ်ပါလေလီလန်စည်းကွက်မန်လေးဖက်ကန်ကိုတက်ရောက်မှုမရှိနိုင်ပါဘူးဘာမှမဆိုင်ဘူးမန်လေးစည်းကွက်နဲ့ဖက်ကန်စည်းကွက်နဲ့ကကျွန်တော်တို့အင်ဘူလီယန်နဲ့ဘာမှမဆိုင်ဘူးနော်လုံးစုကိုကြောက်မျိုးနုမနုဘယ်လိုကြည့်မလဲတဲ့လောလောကူကူကြည့်ချင်ရင်တော့ online ရဆိုတော့ကျွန်တော်တို့အထိုင်မဲကြည့်လို့ရမယ်နော် online ရဆိုအထိုင်မဲကြည့်လို့ရမယ်အပြင်မှာဆိုရင်တော့ကျွန်တော်တို့ရန်နေဟိုဖွေးလုံနေတာပေါ့နော်ကျွန်တော်တို့ရန်နေဖွေးလုံနေတာမျိုးတို့နောက်ပြီးတော့ကျွန်တော်တို့ရန်နေမခိုင်မဲကျွေနေတာမျိုးတို့နော်နောက်ကျွန်တော်တို့မီးပေါက်တဲ့ကြောက်ဆိုမီးပေါက်ကမှုံနေတာမျိုးတို့နော်မှုံဝါးဝါဖြစ်နေတာမျိုးဒါမျိုးဆိုရင်ကျွန်တော်တို့ကြောက်မျိုးနှုတယ်လို့ပြောနော်အဓိကတော့ကျွန်တော်တို့ online ဆိုရင်တော့သိကြပါတယ်မီးပေါက်တာနဲ့အထိုင်နဲ့ပဲကြည့်လို့ရမှာမီးပေါက်ကမုံဝါးဝါဖြစ်နေတယ်ဖြူမုံမုံပေါ့နော်ဖြူမုံမုံအလင်းရှိတယ်ပေါ့တချို့ကာလာပါတဲ့ကြောက်တွေဆိုဝါမုံမုံလို့ထွက်တယ်နော်အဲ့ဒီလိုဖြစ်နေပြီဆိုရင်သိကြတယ်အဲ့ဒီကြောက်ကနှုဖို့အလားလာများတယ်နော်ပန်းစီချွန်ပေါ်လာတယ်ပုတ်တဲ့ချိန်ပေါ်တာကိုမပျော်နဲ့လေခင်ဗျာပုတ်ဖို့ပဲချောင်းနေတာကိုကြောက်မျိုးကြောက်မျိုးမရောက်ရင်နော်ကြောက်မျိုးရော့ရင်အဲ့ဒီချွန်ကပျောက်သွားတယ်ဖြတ်တဲ့ချိန်မရှိတော့နော်ကြောက်မျိုးရော့ရင်အဲ့ချွန်ကဖြတ်တဲ့ချိန်မှာမရှိတော့ဘူးကိုရုပ်စိုးသူကကြောက်နှုကျင်တဲ့တဘောပေါ့လေအေးကိုရုပ်စိုးလေးကအဲ့ဒါတွေချစ်ဖို့ကောင်းတာနော်မဖြစ်နိုင်ဘူးထင်တယ်ဆိုရင်မရောဘူးအဲ့ဒါတွေပေါ့နော်ကျွန်တော်အကူတွေကအဲ့လိုမျိုး character တွေနဲ့ကျွန်တော်တွေးလိုက်တဲ့လူတော်တော်များများလေအဲ့ဒီလူများတယ်ဗျအဲ့လို character တွေများတယ်နော်သူများကိုဒုက္ခမပေးခြင်းဘူးဆိုတဲ့လူတွေပေါ့အခွန်ကြွေတာနဲ့ရမ်းကြွေတာကောင်းခင်ဗျရန်ကုန်မှာနေတော့ကတလောက်တွေးနေတာတခါမှဘာမှမမေးဘူးလိုင်းပေါ်ရောက်ရင်ခင်ဗျလက်တွေးပြရမယ့်ကြောက်တွေမေးတာပဲနော်အခွန်ကြွေတယ်ဆိုတာကကျွန်တော်တို့ခွန်ကြွေပေါ့ရမ်းကြွေတယ်ဆိုတာကနုတာပေါ့နော်ဘလို့ခွဲမလဲဆိုတော့လွယ်လေးတစ်ခုပြောလိုက်မယ်အခွန်ကိုလက်နဲ့ကုတ်ကြည့်မုံကလေးတွေကြွေရင်အဲ့ဒါအခွန်ကြွေတာလို့ပြောတာအလုံးတွေကြွေလာရင်ရမ်းကြွေတယ်လို့ပြောတာနော်အဲ့ဒါဆိုနုမုံကလေးတွေကြွေလာတယ်မုံကလေးတွေလည်းကြွေတယ်ပြီးရင်အဲ့ကြောက်ကအထိုင်လဲကောင်းနေတယ်လို့ဘာလို့ဆိုလို့ရှိရင်အဲ့ဒါကြတော့ကျွန်တော်တို့အခွန်ကြွေတာမုံလေးတွေကြွေမှနော်ဟုတ်လားကျွန်တော်မေးသေးလားကျွန်တော်ယောက်ျားလေးတွေမေးတာဆိုမေ့သွားမိန်းကလေးဆိုရင်အင်ကမိန်းမမေးတာကလွဲမှတ်မိတယ်ယောက်ျားလေးတွေမေးတာဆိုတရားမှမမှတ်မိဘူးမိန်းကလေးတွေဆိုအင်ကမိန်းမမေးတာလွဲအကုန်မှတ်မိတယ်ခင်ဗျရန်ကုန်မှာနေတော့ကတလောက်တွေးနေတာတခါမှမမေးဘူးအခုမှမေးတယ်ခင်ဗျားကိုလက်တွေးပြမှာပေါ့စာတင်ငန်းထဲမှာအဲ့ကြောက်တွေရှိတယ်လေတော်ဆူနော် online ပေါ်ကျရင်လက်တွေအဲ့ဒီနူးတဲ့ကြောက်ကကျွန်တော်ရှိမှမရှိဘူးရန်ကုန်မှာကျရင်ပေါ်တယ်အဲ့ကြောက်တွေအများကြီးကဲဘာတွေသိချင်ကြသေးလဲနောက်လေသွားလားပင်ဝါယုံကြီးမင်္ဂလာပါကိုပင်ဝါယုံကြီးနဲ့တော့မစုံလိုက်ရအောင်ဒီတစ်ပတ်ရန်ကုန်ကတာပြန်လာရတယ်အခုမှန်တော့ကျွန်တော်က
ဖေမေအိုလို့အေးလေဒါပဲလေတေကြတာပေါ့ကိုထွန်းတစ်လေးရင်အဲ့လိုဖြစ်ရမှာကြောက်ကဘာမှကွမ်ရောင်းစရာအကြောင်းမရှိဘူး तू အရေးချင်း तू အမြင်တိုင်းဒီတိုင်းလာကြောင်းအဲ့ဒါဆိုရင်ဆိုပါစို့ခင်ဗျာအာယုံတက်လို့90ခေါ်100ခေါ် तू ကလည်း तू မြင်စေးပေးအဲ့ဒါကောင်းတယ်တော့ကွမ်လိုက်လို့ချင်းအဲ့ဒီကွမ်တဲ့နေရာလေးကကွက်လှနေတာနဲ့တပြိုင်နက်ခင်ဗျာပြက်လာတက်ပြီဝယ်တဲ့လူကလည်းပြက်လာတက်ပြီဟိုလူကလည်းအာယုံတက်နော်ပြီးရင်ခင်ဗျားကိုဂျင်းထဲတယ်လို့အပြောခံအောင်အဲ့ဒါနော်ကွမ်တဲ့ကြောက်တော့ဝေချင်းဝေလို့ရတယ်ဒါပေမဲ့ဟိုအပျော်တန်းကွမ်ချက်လားဆရာကြီးကွမ်ချက်လားပေါ့နော်အဲ့ဒါကိုတိကျပြန်ကြည့်ကွမ်ချက်တွေမတူကြဘူးတချို့ကွမ်ချက်တွေကကျွန်တော်တို့အပျော်တန်းကွမ်တာပျော်တန်းကွမ်တဲ့ကောင်တွေမှာကြတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆရာကြီးတွေလို့ပေါ့လာတဲ့နေရာရွေးကွမ်ရတယ်လို့ဘာလို့သူတို့ကတိတ်မသိဘူးဒီတိုင်းကွမ်ကျင်လို့တာ6ကွမ်လိုက်တာအဲ့ဒီလိုကွမ်ချက်မျိုးတွေနဲ့လာရင်တော့ဟိုတချို့ကျွန်တော်ရဘူးတယ်အပျော်တန်းကွမ်ချက်နဲ့ပေါ့ရောက်လာတဲ့ကြောက်ထဲရဒါလည်းကျွန်တော်တင်တန်းတာမဟုတ်ပါဘူးအပြင်ကလာရောက်တော့လော့ရဲကနေကျွန်တော်ကြိုက်တဲ့တစ်လုံးနှလုံးအဲ့လိုဝယ်လိုက်တာအပျော်တန်းကွမ်ချက်တွေပေါ့နော်တိတာပါတယ်ခင်ဗျားတို့ဆရာကြီးကွမ်ချက်နဲ့အပျော်တန်းကွမ်ချက်နဲ့လေအဲ့လိုမျိုးပေါ့ကွမ်ချက်နဲ့လာရင်မဝယ်ဘူးဆိုရင်တော့မဟုတ်သေးဘူးအဲ့ဒါတော့ဟိုတတိထားပေါ့နော်မောရှမ်းမှာပါရန်ကုန်ကိုရွေးကြတယ်မရောက်အောင်လုပ်လို့ရလားရန်ကုန်ကိုရွေးကြတယ်ရွေးဘယ်ဟာကိုပြောတာလဲမသိပြအင်္ဂလိပ်မော်ရှန်ကဆိုတော့ကျွန်တော်ပြေးမြင်တာတခုပြေးမြင်လို့မော်ရှန်ကရွေးကြတယ်ရန်ကုန်ကိုတီးဦးလေအဲ့ဒါမော်ရှန်ကရွေးကြတယ်ရန်ကုန်ကိုရောက်လားမရောက်လားတော့ကျွန်တော်တို့ခိကတော့အဲ့ဒီရွေးကြတွေကနိုင်ငံလုံးပတ်နေတာပဲအင်္ဂလိပ်ကဘာပြောချင်မှမသိဘူးကျွန်တော်ထင်တာကျွန်တော်ပြောတာပဲနော်ကိုရုပ်စိုးလေးလည်းသိတယ်မလားမော်ရှန်ကရွေးကြတယ်လေတို့ကရွေးကြတွေကတို့ကရန်ကုန်နေမကောက်ဆိုတော့တနိုင်ငံလုံးတော့မှန်တော့ရန်ကုန်ကရွေးကြတွေမော်ရှန်ရောက်တာဗျတကယ်ရတယ်လားကျွန်တော်တို့ခိကဆိုရင်အဲ့ဒါမော်ရှန်ပါဆိုရင်ရန်ကုန်ကရွေးကြတွေမန္တလေးကရွေးကြတွေကြီးပဲမော်ရှန်ရှမ်းကုန်းပေါ့ဗျာကျွန်တော်တို့ခိဆိုတော့အင်္ဂလိပ်ဘာပြောချင်မှမသိလို့ကဲဘာတွေသိချင်ကြသေးလဲကွာနာတဲ့ကြောက်တော့ဝယ်နော်ဒါပေမဲ့ဝယ်တရီလျှော့ကြည့်ကိုပညာနဲ့ကိုကြည့်မော်ရဲအကြီးကြတယ်ကြောက်ကိုပြောတာလားအငယ်လေးကမသိဘူးကျွန်တော်ထင်တာတခုဟောကျွန်တော်ထင်တာအဝိစားတွေထင်တာပါမော်ရဲကရွေးကြတွေကမရောက်အောင်လုပ်လို့မရဘူးအငယ်လေးရဲ့ဘာလို့လဲဆိုတော့ရန်ကုန်ကလူတွေကသူကမော်ရဲကရွေးကြဆိုရင်တအားကြိုက်တာနော်ဘလို့ပြောကိုကြိုက်တာအဲ့အတွက်မရဘူးရောက်လာတော့ရောက်နေပါပဲဝယ်တဲ့လူရှိရင်ရောက်ပါလေအငယ်လေးရဲ့ကျွန်တော်လည်းလုပ်ပြီးလို့မရဘူးအဲ့ကိစ္စကနော်ရှမ်းပြည်ထက်တက်မယ်မစုံဘူးခင်ဗျားတို့နဲ့အဲ့ဒါဆိုရင်ခင်ဗျားတို့တွေရှမ်းပြည်လိုက်မယ်ဆိုကြတဲ့ကကျွန်တော်နေပြည်တော်ပါမလာတော့ဘူးတော်ပြီတော့ဆိုးတဲ့လူတွေမ
မန္တလေးနေခဲ့ပါလားဘလို့ဖြစ်လို့ရှမ်းပြည်တက်မှာတော့တော်ပြီနေပြီးတော့မလာတော့โอเคဘာတွေမေးစရာရှိသေးလဲအငယ်လေးပြောလို့စတာနော်ကျွန်တော်တို့ရန်မော်ရှန်ဘက်ကကျွန်တော်တို့ကြောက်ဒီရောက်နေတာပဲရန်ကုန်ကိုလေရွေးကြတွေမရောက်အောင်ဘလို့မှလုပ်လို့မရဘူးနော်အပျော်စတာနော်စိတ်မဆိုးနဲ့ကျွန်တော်ကပျော်တတ်လို့ကျွန်တော်ကလုံခင်းသားနော်ရုပ်စိုးလေးကွာနာတာတွေဆိုဝဲတာဝဲအဲ့ဒီလူကသိမသိဘူးပဲချွန်ကိုတဲ့တာရန်ဘယ်လောက်ထိမျောလင်းလို့ရပဲချွန်ကကျွန်တော်တို့ခဏတို့ဒီနေ့ဟိုတိမ်ကိုကြားဘူးတယ်မလားတိမ်ကိုတိမ်ကိုဆိုတာကျွန်တော်တို့အပေါ်ဘက်ကကွန်ပျူဘက်ကလာတဲ့တိမ်ကိုတွေကအဲ့ဒါပဲချွန်ပဲနော်တိမ်ကိုတွေအဲ့ဒါပဲချွန်တော့တိမ်ကိုမှာကျွန်တော်ပဲတိမ်ကိုချွန်တိမ်ကိုနော်လန့်တိမ်ကိုနော်တိမ်ကိုဆိုတာအဲ့ဒါတော့ပဲချွန်ကနေလေတိမ်ကိုဖြစ်တယ်တဲ့ချွန်နဲ့လန့်နဲ့ပေါင်းရင်လေတိမ်ကိုဖြစ်တယ်တဲ့နောက်ကျွန်တော်တို့ခဲတိမ်ကိုဆိုပြီးရှိခဲတိမ်ကိုဆိုတာကြတော့မောက်မှာသွားဖြစ်တာအောက်ဘက်အုပ်စုအမဲကျုံးမှာဖြစ်အဲ့ဒါခဲတိမ်ကိုလို့ခေါ်တယ်နော်ပဲချွန်ကအသားရဘယ်လောက်ထိမြုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဟိုအသက်ဆန်းထိမြုပ်လို့ရတယ်ဒီနေ့ခုနကကျွန်တော်ပြောလိုက်တဲ့တိမ်ကိုဆိုတာအဲ့ဒါအသက်ဆန်းပဲပေါ်လီမဟုတ်ဘူးနော်ပေါ်လီမဟုတ်ဘူးတိမ်ကိုဆိုတာအဲ့ဒါအသက်ဆန်းကာလာနှမျိုးပေါင်းတဲ့အတွက်သူကပေါ်လီထိမရောက်နိုင်ဘူးအသက်ဆန်းမှာတင်ကြံခဲ့တာဘောကတော့ကျွန်တော်တို့ပေါ်လီတစ်ပတ်ကြာလောက်ထိရောက်နိုင်တယ်လို့ပြောလို့ရတာပေါ့နော်ပေါ်လီအစ်စ်တော့မဖြစ်နိုင်တော့ကိုသားကြီးနော်ကဲဘာတိကျင်ကြသေးလဲဖြစ်နိုင်တော့ပြပွဲလေးမှာတွေးကျင်တယ်ဗျာနော်ကျွန်တော်ပြပွဲမှာတွေးရင်လည်းနှုတ်ဆက်ပါနော်ကျွန်တော်ကဟိုအပြင်မှာဒီတဲ့ချောပါတယ်ဒါလိုက်လွင့်တော့နည်းနည်းရုပ်ဖြတ်ထားတာပေါ့ဟိုအပြင်မှာကြာရင်တော့ကျွန်တော်ကဟိုနည်းနည်းပူနုတွေပေါ့ဗျာနော်အဲ့လိုကိုယူဆိုးလေးမြင်မှုပါတယ်ကျွန်တော်အရက်ရှိနဲ့အသားဖြူဖြူနဲ့ထောင်ထောင်ပေါင်းပေါင်းကျွန်တော်ကကဲဘာတွေသိကြသေးလဲ12နာရီတော့ထူးတော့မယ်ကျေးဇူးပါအငယ်လေးကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကြည်ပြီးတဲ့အတွက်နော်အားပေးတဲ့အတွက်ကျေးဇူးပါခတန်ဆိုရင်တော့ထုတ်လို့ရတယ်ချွန်ငွေးပိုင်ထုတ်လို့ရတယ်ဒါပေမဲ့တခုတော့သတိထားရမယ်ကျွန်တော်တို့ခန်းတီးဆိုတော့အနာပေါ့နော်အနာအဲ့ဒါလေးဒီယူဆက်ပါနော်အနာမပိုင်တော့ထုတ်လို့ရပါတယ်ကိုသိန်းဝင်းဘော်ဒီကအခေါ်ရှိသေးလားတဲ့သူကဒီလိုဗျပေါ်လီလို့ပြောတာပေါ့နော်ပေါ်လီလို့ပြောတာတရုတ်လို့ဆိုပေါ်လီပေါ့နော်ပေါ်လီဆိုတော့ဖန်သားမှန်သားကျွန်တော်တို့အလုံးမှာဒီတိုင်းမှာဖန်သားမှန်သားဖြစ်နေပါတဲ့အဲ့ဒါမှပေါ်လီလို့ခေါ်တာဖြတ်လိုက်လို့အထဲထဲမှာဖန်သားမှန်သားဖြစ်တယ်လို့မဖြစ်တယ်လို့အဲ့ဒါဒီပေါ်လီမဟုတ်ဘူးတဲ့နော်အဲ့ဒါလေးအဲ့တော့အခွန်မရှိမှပေါ်လီလို့ပြောမှာပေါ့နော်အခွန်ကြက်တလုံးမှာအသက်ဆန်းဖြစ်နိုင်လားအခွန်ကြက်ရင်တော့မဖြစ်တော့ပါဘူးအသက်ဆန်းမပြောနဲ့ခါတော့မရောက်ဘူးအခွန်ကြက်ရင်တော့လေတေးကြတာတော့ကျွန်တော်တို့အခွန်ကြက်တဲ့ကြောက်ကတော့အသားပြက်ဖို့များတယ်အသက်ဆန်းမဖြစ်နိုင်ဘူးအဲ့တော့အသက်ဆန်းဖြစ်နိုင်တဲ့အခွန်နဲ့အခွန်ကြက်နဲ့လွဲပြောရင်တော့မသိဘူးပေါ့လေတကယ်တမ်းအခွန်ကြက်စစ်ဆိုရင်တော့မဖြစ်နိုင်ဘူးနော်ဟာလို့ရှိတော်ပြီပေါ့ဘလို့ဖြစ်လို့
ကိုကြီးတင်းဝင်းမင်္ဂလာပါငါကိုကြီးခုမှပဲတက်လာတော့ခုမှအလုံနာတယ်တင်တယ်ကိုလုံးကိုပေါင်းမလာတာနဲ့အထိုင်မလာဘူးလို့အဲ့လူတော့တော်မပြောနေတယ်လာလေးထိုင်ရင်လာတာပဲလေကိုနိုင်ကြီးလောက်တာနဲ့ဇရွေးပါတီးကုန်ပြီစူတော်ရည်ပေါ့ဗျာသွားမလာရခြင်းအကြောင်းရင်းရှိမှာပေါ့နော်ငါဥပမာကွမ်ကျဲလွန်သွားလို့လားစေးကျဲလွန်သွားလို့လားစပရခတ်တာများသွားလို့လားဘာလားပေါ့ဗျာနော်အဲ့ဒါတော့အဲ့ဒါကြောင့်အထိုင်ပြက်သွားတာဖြစ်မှာပါတခုခုပေါ့လေဒုက္ခအဲ့ဒါတွေကကျွန်တော်တို့ကငေသေးတယ်ဥက္ကုနိုင်ရဲ့ကျွန်တော်တို့ကမသိဘူးမပြောတတ်ဘူးပေါ့နော်โอเคအဲ့ဒါဆိုရင်7နာရီနဲ့50ကျော်သွားပါပြီဒါပဲလေအဲ့တော့ကျွန်တော်တို့7နာရီထိုးပြီဆိုရင်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲနားချိန်ပေါ့ဗျာတီတိုင်ပေါ့ကိုကြီးတင်းဝဲကခုမှတက်လာတယ်ကျွန်တော်ကစင်းတော့H3I မင်္ဂလာပါခုမှတက်လာတယ်ခုနေ့က H3I ကျွန်တော်ပြောတာပါလေမင်းပြောပြပြီလားသမင်းပြုတ်ငါစလိမ့်မတော့ဘူးတားတယ်လူဘာဖြစ်သွားလဲငါမင်းပြောပြီးပြီနော်မင်းလုံးပြန်ပြီနော်မင်းလိုက်မလို့လားသူတော့လိုက်မလို့လားကျွန်တော်အနေနဲ့အကြိမ်ဆုံးကြောက်တလုံးပြောပါကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့ကြောက်ကတော့မီးမပေါက်ဝင်နဲ့ရမ်းပြောင်းနေတဲ့ကြောက်အကြိုက်ဆုံးပဲဘာခွန်ညမ်းနော်ဘာခွန်ညမ်းမီးမပေါက်ရမ်းပြောက်အထိုင်ရောက်တဲ့ကြောက်အဲ့ဒါကျွန်တော်ကြိုက်ဆုံးပဲနော်လေစာဝရီခဟိုပါဗျာကျေးဇူးတင်ပါတယ်အားလုံးပဲအေးမင်းတိုင်း19ရက်နေ့တည်ကြတယ်လို့ကြားတယ်နော်မင်းအဲ့ဟိုဟာလို့နည်းနည်းလေးနားဆွင်အောင်ဘယ်နည်းလောက်ကတ်လို့ရမလဲအဲ့ဒါလေးကတ်လို့ရပြီဆိုရင်က post တင်တော့ post တင်ရင်မင်းအဲ့ဒီမှာဟိုဟာကျန်တဲ့ live မဲ့လူတွေကိုလူစုပြီးတော့လူစုပြီးတော့ဟိုဟာလောက်ရမယ်ဟုတ်တယ်ကို HCI ကျွန်တော်ကျူးပြောတာကျွန်တော်လည်းအဲ့ဒါလည်းပြန်မပြောဖြစ်ဘူးကိုကြီးတင်းဝင်းရေကိုကြီးကခုမှတက်လာကျွန်တော်က12နာရီဆိုတော့နားလိုက်တော့မယ်နော်နောက်ရမှ easy ပေါ့ကိုကြီးစလိမတော့ပါနဲ့လားတဲ့သင်မင်းမျိုးမင်းလောက်တာနဲ့ဒီမှာငါအကူဒီပါငါပြောကုန်ပြီနော်အဲ့ဒါဒီလိုဗျအငယ်လေးလူလည်းသိမှာပါမော်ရှန်မှာနေတယ်ဆိုတော့ကျွန်တော်ကငယ်ကဖိုးသမားနမဖိုးအကြီးကျယ်ဆွဲခဲ့ဘူးတဲ့လူဆိုတော့ဖိုးကိုကျွန်တော်ကဖြတ်ထားတော့အဲ့ဒီမီးခိုးတွေမမြင်ရရင်ကျွန်တော်မပျော်ဘူးဖြစ်နေလို့စလိတ်တော့တော့ကျွန်တော်တော့ဘာမှမလုပ်တော့ပါဘူးအရက်လည်းမတော့ဘူးဘီယာလည်းမတော့ဘူးနော်ဖိုးတွေဘိန်းနေတော့မလုပ်တော့နော်အေးမင်းစံဝဲပြီးသွားပြီလားပြီးသွားရင်စရင်လေးလှုပ်ပြီးတော့ဟိုကလှုပ်ဟိုမှာကိုလက်တို့ကိုအောင်ကျော်ထက်ကိုကျော်ထက်အောင်လားငါလည်းမပြီးတော့ပေါ့သူတို့အုပ်စုရှိမယ်နောက်ဟိုကဦးထွန်းလင်းနောက်မှာကိုမင်းနိုင်ဆိုတာရှိမယ်နောက်ဦးထွန်းလင်းတို့အုပ်စုမင်းအငယ်ကြီးတော့မင်းအောင်အေး14ရက်နေ့ထိနောက်ဆုံးဆိုတော့မင်းလာမကုန်ခင်လာကုန်တာနဲ့စားရမယ်ထင်တယ်နော်သူတပတ်လူလားမသိဘူးငါတို့ကတ်တွေလဲဖို့လဲ
ငါတို့ကတ်တွေလဲဖို့လေလို့နော်မင်းဦးထိုးလင်းနောက်မှာဇမင်းဖြူရှိမယ်နောက်ကိုမင်းနိုင်ရှိမယ်အစ်စ်နှစ်ယောက်ဇမင်းဖြူလည်းအစ်စ်ပဲကိုမင်းနိုင်လည်းအစ်စ်ပဲဦးထိုးလင်းကတော့အဟောင်းလဲရမှာဆိုတော့လောဘနိုင်မင်းသူလိုက်မှာလားလောဘနိုင်မင်းသူတို့အုပ်စုလေးစောလိုက်မှာလားအဲ့ဒါလည်းမင်းစုံစမ်းလေးစောနောက်ပြောင်းဝိပြတာညီကိုရှိသေးတယ်ကိုဆိုးတို့ကိုဦးတို့သူတို့ညီကိုနှစ်ယောက်နော်သူတို့နှစ်ယောက်ရယ်လေးစောရယ်လောဘနိုင်မင်းသူရယ်လောဘမင်းနိုင်ရယ်ဇမင်းဖြူရယ်နော်ကျေးဇူးပါအန်ကယ်လေးနော်ဟေးပါဗျာကျေးဇူးပါကို ACI မရနိုင်တော့ဘူးဆိုတော့ကျွန်တော်လည်းမော်ဒယ်လည်းကျွန်တော်လည်းမဖတ်တတ်ဘူးခက်နေတာအဲကြောင့်အင်္ဂလိပ်စာမတတ်ဘူးโอเคအဲဆိုအားလုံးပဲမင်္ဂလာညချမ်းပါအိမ်မက်လလမကြပါစေနော်မပြအဲ့ဒါပဲပြောနေတာပဲအဖေနေမကောင်းလို့ဈေးလာကူးတဲ့လူကအဲ့ဒါတွေကြီးပဲပြောရဘူးနော်โอเค good night